Agadan dugadan deyo bisada peti dugadan Kadin sa dugadan deyo yang kadawan hanu dapeti Dugadan makaundo amugo agadan mapyuya jindi deyo myala babi Makaune aludi makaune abjori makaune ajansi dego Maluya jin mapyoya jin matui machaya jindi myala bari Sa pyo like de no Balu makauna go maluya bene shawya daha myadale so do ajong pya chet le ga sai wan sa de akaung Pissa tapati dugadan dugadan makaung mu soda Pissa nauk ka la nai tapati pu laung ya tat de naung da de ne pu laung ya tat de no Saka le nakhon pyan pi do set ji yaw no Makaung mu go maluya jin ha myat de Ba jaung le so do makaung mu ha naung de chain ma aji aje pu ya tat de da jaung makaung mu go maluya jin ha myat de Long mi yin naung ma pu ya ma so lo malong mi jin di da le myat de Malong mi jin ga myat de so do long mi jin ga ma myat bu poဟုတ်လားမြတ်တယ်ဆိုတဲ့စကားလေးကိုဦးဇင်းတို့မကြာခဏအဓိပ္ပာယ်ဖွင့်ဘူးပါတယ်မြတ်တယ်ဆိုတာမယုံညံ့ဘူးလို့လည်းပဲဆိုလိုတယ်မဟုတ်လားမရှုံးဘူးလို့လည်းဆိုလိုတယ်မဟုတ်လားအေးတကယ်လို့မမြတ်ဘူးဆိုရင်တော့ယုံညံ့တယ်လို့လည်းဆိုလိုတယ်ရှုံးသွားတယ်လို့လည်းပြောလို့ရတယ်ဟုတ်လားဒါကြောင့်မကောင်းမှုကိုရှောင်လိုက်ရခြင်းသည်မြတ်တယ်ဘာကြောင့်လဲမကောင်းမှုသည်ပူရတတ်တယ်ဒါကြောင့်နံပါတ်1နောင်တရခြင်းရဲ့အကြောင်းတရားဟာဘာလဲဆိုလို့ရှိရင်မကောင်းမှုကိုပြုမိခြင်းသည်နောင်တရခြင်းရဲ့အကြောင်းအဲ့ဒီနောင်တကိုဦးဇင်းတို့ကမှတ်လွယ်အောင်နာမည်လေးပေးလိုက်ခြင်းတယ်မိုင်းနောင်တလို့နာမည်ပေးလိုက်ခြင်းဘာနောင်တတဲ့လို့မိုင်းနောင်တကိုမိုက်လို့ဖြစ်ရတဲ့နောင်တဟုတ်လားမဟုတ်တာတွေလုံးမိလို့မမှန်တာတွေပြောမိလို့နော်လူလောကကြီးကိုထိခိုက်စေတဲ့အတွေးတွေကိုတွေးမိလို့ဖြစ်ရတယ်ဗာလဲနောင်တမိုက်နောင်တဟုတ်လားအေးနောက်ထပ်နောင်တတစ်မျိုးရှိသေးတယ်အာဂတံဒုက္ကတံသေယောပိစ္ဆာတပတိဒုက္ကတံကတင်္စဒုက္ကတံသေယောယံကတဝါနာနုတပတိဒုက္ကတံကောင်းသောအမှုကိုကတင်္စပြုရခြင်းသည်လည်းသေယောမြတ်လှပါပေ၏ကောင်းတဲ့အလုပ်တွေကောင်းတဲ့အပြောတွေကောင်းတဲ့အတွေးတွေကိုတွေးရတာပြောရတာလုပ်ရတာဟာအင်မတန်မြတ်တယ်တဲ့လာပြန်ပြီနော်အမြတ်တစ်မျိုးဘာကြောင့်ကောင်းတာလုပ်ရတာမြတ်တယ်လို့ပြောတယ်လဲဆိုတော့သူ့ရဲ့အကြောင်းပြချက်လေးကယံကတ္တဝါနာနုတပတိကောင်းတဲ့အမှုဆိုတာဘယ်တော့မှပူလောင်ရိုးထုံးစံမရှိဘူးတဲ့အမြဲတမ်းအေးချမ်းစေတယ်အမြဲတမ်းကြည်နူးစေတယ်အမြဲတမ်းဝမ်းသာရစေတယ်ပူလောင်တယ်ဆိုတာကောင်းသောအမှုရဲ့အကျိုးဆက်မဟုတ်ဘူးဟုတ်လားဒါကြောင့်ကောင်းတာကိုလှုပ်လိုက်ရတာဟာနောက်တစ်ချိန်မှာအပူတွေအေးပြီးတော့ပူလောင်ခြင်းကကင်းဝေးမှာဖြစ်တဲ့အတွက်ကြောင့်ကောင်းတာလှုပ်ရတာမြတ်တယ်တဲ့ဒီတော့ဒီစကားလေးကိုလည်းပြန်ပြီးတော့ပြောင်းပြန်လှန်ကြည့်ဒေသနာတော်ဆိုတာအမျိုးမျိုးလေ့လာရတယ်နော်ခုနတုန်းကစကားလည်းပြောင်းပြန်လှန်လိုက်တယ်နော်ဦးဇင်းကဟုတ်လားကောင်းမကောင်းတာကိုမလှုပ်ရရင်မြတ်တယ်လို့ပြောတာအဲ့ဒီလိုဆိုရင်မကောင်းတာကိုလှုပ်လိုက်ရင်တော့မမြတ်ဘူးလို့ပြောင်းပြန်ပြန်လိုက်တာအခုကောင်းတာကိုလှုပ်လိုက်ရရင်မြတ်တယ်လို့ဘုရားကဒါတိုက်ပြောလိုက်တယ်အဲ့ဒါလေးပြောင်းပြန်လှန်လိုက်ပါကောင်းတာကိုမလှုပ်ရရင်မမြတ်ဘူးဆိုတော့လာပြန်ပြီဟုတ်လားကောင်းတာကိုလှုပ်မိရင်မမြတ်ဘူးမမြတ်ရင်ယုံညံ့တယ်ရှုံးတယ်ဆိုပြီးတော့သူလည်းအဲ့ဒီစရင်နဲ့ဝင်ပြန်တာပဲဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြောလိုတာကဒုတိယနောင်တရခြင်းရဲ့အကြောင်းကဘာလဲဆိုတော့ကောင်းတာကိုမလှုပ်လိုက်မိခြင်းဒီအဲ့ဒါနောင်တရခြင်းရဲ့အကြောင်းပဲလုံနိုင်ခွင့်ရှိပါလှဲ့ခင်နဲ့ယူနိုင်တဲ့လက်လဲရှိတယ်ယူစရာအဖို့တန်ပစ္စည်းလဲရှိတယ်အဲ့ဒါကိုအကြောင်းအမျိုးမျိုးကြောင့်မယူလိုက်နိုင်နောင်တရမရဗျာသေချာပေါက်ရတယ်ငါမဲ့လက်လဲရှိတယ်ရှေ့မှာယတနာတွေလည်းရှိတယ်ဒါကိုငါမိုက်မဲဆိုတာမယူလိုက်မိဘူးဘာဖြစ်မလဲနောင်တသေချာပေါက်ဖြစ်တယ်နောက်တစ်ချိန်မှာယူနိုင်တဲ့လက်မရှိဘူးဆိုတာလည်းဖြစ်နိုင်တယ်ယူစရာယတနာပစ္စည်းမရှိဘူးဆိုတာလည်းဖြစ်နိုင်တယ်လက်ရောယတနာရောရှိနေပါလျက်ခင်နဲ့ယူလို့မရတဲ့အခြေအနေမျိုးဆိုတာလည်းရှိနိုင်သေးတာပဲဟင်းတခါကြီးမိုက်မြဒါကြောင့်အခါကောင်းလို့အခွင့်သင့်နေတဲ့အချိန်ကာလမှာယူလို့ရတဲ့အခြေအနေမျိုးမှာမယူလိုက်မိရင်ယူလို့မရတဲ့အချိန်ရောက်ရင်အဲ့ဒါသေချာပေါင်းနောင်တရမယ်ဟုတ်ရဲ့လား
ဒါကြောင့်ဦးဇင်းတို့ဒီဒေသနာလေးကိုလေ့လာလိုက်တော့နောင်တရအကြောင်းတရားဘယ်နှပါးတွေ့ရလဲနှစ်ပါးတွေ့ရတယ်မကောင်းတာကိုလုံမိရင်နောင်တရမယ်ကောင်းတာကိုမလုံမိရင်နောင်တရမယ်မကောင်းတာကိုလုံမိလို့ရတဲ့နောင်တကိုစောစောကဦးဇင်းနာမည်လေးတက်လိုက်တယ်ဗါတဲ့တော့မိုင်းနောင်တကောင်းတာကိုမလုံမိလို့ရတဲ့နောင်တကိုလည်းနာမည်တက်ချင်သေးတယ်ပိဿတ်တို့မှတ်မိအောင်လို့မှတ်ရတာလွယ်အောင်လို့အဲ့ဒါကြတော့မေ့နောင်တလို့နာမည်တက်ချင်မေ့နေလို့နောင်တရရတာဟုတ်လားမေ့နေတာလေဒီဆိုတော့ဘုရားကြီးပေးတဲ့ဥပမာနဲ့ပြောမယ်ဆိုရင်တစ်တော်ကြီးကိုမီးလောင်နေတဲ့အဲ့ဒါပုတ်တင်ယုတ်ကငေးပြီးတော့မေ့ကြည့်နေတာအဲ့ဒါသူ့ကိုလောင်သွားရောတဲ့အဲ့ဒါမေ့လို့အလောင်ခံရတာတဲ့ဟုတ်လားခုတက္ကမတို့ဦးဇင်းတို့တွေလည်းမီး7ပါးကအမြဲတမ်းလောင်နေတာပဲတကယ်စင်စစ်ကတော့ဟုတ်လားကိလေသာမီးကလောင်နေတယ်ကိလေသာမီးလောင်လို့တော့ရုပ်တရက်တော့မသေးသေးဘူးပေါ့သို့တော်လည်းပဲဇာတိစရာဗျာတိမရဏဆိုတဲ့မီးကသေချာပေါက်လောင်မယ်အဲ့ဒါကတော့တကယ်ကိုသေပါနော်အဲ့ဒါလိုမီးကလောင်နေတာဒါပေမဲ့ကိုနာတော့မရောက်သေးဘူးမရဏမီးကကိုနာတော့မရောက်သေးဘူးသို့တော်ကိုပါဖြစ်နေတော့မေ့နေတယ်ဆိုလို့ရှိရင်အဲ့ဒီမီးရောက်လာရင်လောင်သွားမှာပဲဟုတ်ရလားဒါကြောင့်မကောင်းမှုတွေကိုလုံမိလို့ရတဲ့နောင်တကမိုင်းနောင်တကောင်းမှုတွေကိုမလုံမိလို့နောက်တစ်ချိန်မှာမှားခဲ့လေခြင်းမိုက်ခဲ့လေခြင်းဆိုပြီးတော့ရတဲ့နောင်တကြတော့မေ့နောင်တဘယ်နောင်တကောင်းလဲဘယ်နောင်တမှမကောင်းဘူးဟုတ်လားဘယ်နောင်တမှမကောင်းဘူးတမျိုးကြီးချိုးတာပဲအဲ့တော့ဦးဇင်းတို့ကအောက်မှာကလေးတွေလည်းရှိနေတယ်လူငယ်လေးတွေလည်းရှိနေတယ်အဲ့တော့တရားကိုနည်းနည်းလေးမျှပြီးတော့ဟောကြည့်ခြင်းဟုတ်လားမိုင်းနောင်တအကြောင်းကိုလည်းပြောခြင်းတယ်မေးနောင်တအကြောင်းကိုလည်းပြောခြင်းတယ်မိုင်းနောင်တကတော့လူငယ်တွေအတွက်နည်းနည်းရည်ရွယ်တယ်လူကြီးတွေလည်းထိုက်တဲ့လောက်တော့ပါမှာပေါ့ဗျာဟုတ်လားမေးနောင်တကတော့လူကြီးတွေအတွက်အဓိကရည်ရွယ်ပြီးတော့ပြောရမှာဟုတ်လားအဲ့တော့ဦးဇင်းတို့မိုင်းနောင်တစပြီးတော့ပြောကြည့်ရပြုမိမှားလေခြင်းပြောမိမှားလေခြင်းဆိုပြီးတော့မှားယွင်းတဲ့အပြောတွေမှားယွင်းတဲ့အလုပ်တွေကြောင့်မှားယွင်းတဲ့ရလက်တွေခံရပြီဆိုတော့နောင်တရလားဟုတ်လားနောင်တကလာမယ့်အနာဂတ်မှာအချိန်မီပေါ်နိုင်တယ်ဟုတ်လားဒီအလုပ်လေးမကောင်းတဲ့အလုပ်လေးကိုလုပ်ပြီးတော့လုပ်ပြီးချင်းလည်းနောင်တရနိုင်တယ်တချို့ကျတော့လုပ်ပြီးချင်းမရဘူးတရက်နှစ်ရက်နေမှပြန်တွေးမိမှရတယ်တချို့လနဲ့ချီတချို့နှစ်နဲ့ချီတယ်တချို့ဒေဂာနီးကြမှာအမှတ်ရပြီးတော့နောင်တရတယ်တချို့ကြတော့လေနောက်ဘဝကျမှနောင်တရရလည်းရှိတယ်ကြားဘူးလားဒုသနာသောဆိုတာကြားဘူးလားဘယ်တဲ့ကနေသူတို့ဩနေတာတော့ငရဲဦးတွေကနေဩနေတာအဲ့ဒီဒုသနာသောရဲ့အဓိပ္ပာယ်အကျယ်ကကောင်းတာကိုလှုပ်ခွင့်ရှိတုန်းကကောင်းတာမလှုပ်ခဲ့မိဘူးမိုက်မဲနေခဲ့တာအခုမိုက်မဲတာတွေကိုရှောင်လို့လည်းမရဘူးဒီအပြစ်ကြီးကဘယ်တော့မှလွတ်မှာလဲတကယ်လို့များလူဘဝပြန်ရောက်ရင်ဒါမျိုးတွေမလုပ်တော့ပါဘူးလို့နောင်တတရားနဲ့ဘာလုပ်နေတာလဲဆိုတော့ငရဲပြည်ကနေဖြောင်းချက်လှမ်းပေးနေတာသူတို့ဘာတွေလုပ်ခဲ့ပါလဲအဲ့ဒါမျိုးနောက်မလုပ်တော့ပါဘူးတော်တော်မှားတာပဲလို့သူတို့ကြတော့ဘယ်ကြမှာနောင်တရငရဲပြည်ရောက်မှနောင်တရတာလှုပ်တုံးကတော့ပျော်ပျော်ရွှင်ရွှင်ပဲတထေသားလေးယောက်ဘဝနဲ့လှုပ်သွားတာလေဟုတ်လားဒါကြောင့်နောင်တကလည်းအနာဂတ်မှာရပုံရတဲ့အချိန်ချင်းတူနိုင်သလားမတူနိုင်ဘူးဟုတ်လားတခါတလေဆိုရင်ဒီနေ့လှုပ်တယ်ဒီနေ့ပဲရတယ်နောင်တအဲ့ဒါကတော်တော်လေးဉာဏ်ရှိတဲ့တတိရှိတဲ့လူတွေမှာဖြစ်တဲ့နောင်တပေါ့နော်ပြောမိမှအသေးလေးတွေရှိတယ်လုံမိမှအသေးလေးတွေရှိတယ်ငါဒီလိုမလုပ်လိုက်ရင်ကောင်းမှာပဲဒီလိုမပြောမိရင်ကောင်းမှာပဲလို့အကြီးကြီးထိခိုက်နစ်နာသွားတာမျိုးတော့မရှိဘူးပေါ့ဟုတ်လားအကြီးကြီးထိခိုက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အသေးလေးကလည်းအသေးလေးနဲ့တန်တိအလို့ဆိုတာနှလုံးသားကိုဆုတ်ချတာပဲဗျတစုံတယောက်ကိုမာနနဲ့ဒေါသနဲ့ထိထိခိုက်ခိုက်ပြောလိုက်မိတယ်အဲ့ဒီလူကလည်းသူ့မှာတော်တော်ကိုထိခိုက်သွားတယ်စိတ်ပြက်သွားတယ်ခံစားရသွားတယ်ဆိုရင်ကိုကအဲ့ဒီဒေါသလေးပြေသွားပြီမာနလေးပြေသွားပြီဆိုငါဘာလို့မြန်ပြောလိုက်မိပါလေမပြောလိုက်မိရင်အကောင်းသာအဲ့ဒါပါလေနောင်တရတာနော်အဲ့လိုစောစောစီးစီးရလို့ရှိရင်တော့မဆိုးဘူးပေါ့ဗျာနောက်ဒါမျိုးငါမပြောဘူးဆိုတဲ့အတွေးလေးပေါ်နိုင်တယ်ဟုတ်လားတချို့နောင်တတွေကြတော့နှောင်းမှရတာသေဂာနီးမှရတဲ့နောင်တတွေရှိနောက်ဘဝမကောင်းတဲ့နေရာကျမှရတဲ့နောင်တတွေရှိနော်တော်တော်ကြောက်စရာကောင်းတဲ့နောင်တတွေပေါ့ဟုတ်လားအဲ့ဒီတော့နောင်တတွေနဲ့ပတ်သက်ပြီးတော့ပြုမိမှားပြောမိမှားတွေဦးဇင်းတို့အရေးကြီးတာလေးတွေကြီးရွေးပြီးတော့ပြောခြင်းနော်တန်းပြီးတော့ပဲဖြတ်ပြီးတော့ပဲပြောလိုက်မယ်ဗျာအမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့ဟုတ်လားဒါအရေးကြီးတာကိုအရင်ပြောလိုက်တယ်နော်အမေအဖေရှိကြသေးတယ်အမေအဖေနဲ့ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့နော်ပြုမိမှားပြောမိမှားတွေကြောင့်
ပူလောင်ရတယ်ဗျကိုကဒါဟာကြည်သူအကြည်ဆုံးမေတ္တာအကြည်ဆုံးလို့နားလေတယ်သိတယ်ဟောဒေါသအလျောက်မခံကျင်သိအလျောက်ကိုယ့်ရဲ့မကျေနပ်မှုအလျောက်ပြောတော့ပြောလိုက်တာပဲပြောလဲပြီးရောဆင်းရဲတော့တာပဲဟုတ်လားဒါကကိုကအသိဉာဏ်လေးရှိလို့တချို့အသိဉာဏ်မရှိတဲ့အင်မတန်မိုက်မဲတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုရီးလက်ရောက်တော့မိဘရဲ့အပေါ်မှာနောင်တရတဲ့အကြောင်းတွေကိုလှုပ်တက်တယ်အဲ့ဒါလူငယ်တွေအတွက်နည်းနည်းလေးရည်ရွယ်ပြောပြမယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအင်မတန်ဆူဆုံးမရခက်တဲ့ယဟန်တစ်ပါးရှိတယ်ဒုဗ္ဗဇလို့ခေါ်တာပေါ့လေပြောရခက်တဲ့ယဟန်ပေါ့အဲ့ဒါမြတ်စွာဘုရားကခေါ်ပြီးတော့ဆုံးမတယ်จิตသားအပြောရမခက်နဲ့အပြောရခက်ရင်မင်းရေရှည်ဆင်းရဲလိမ့်မယ်မင်းအရင်တုန်းကလည်းအပြောရခက်လို့မင်းရေရှည်ဆင်းရဲခဲ့ရဘူးပြီဆိုပြီးတော့ဦးဇင်းတို့စတုဒွါရဇတ်ဇလန်းလေးတူတာရှိတယ်မိတ္တဝိနကဇတ်လို့လည်းဇလန်းတစ်ပုဒ်ရှိတယ်မိတ္တဝိနကတဲ့တခုသောဘဝတုန်းကအဲ့ဒီယဟန်ကမိတ္တဝိနကဆိုပြီးတော့တထေးသားတစ်ယောက်ဖြစ်တာဗျနော်အဲ့ဒီမှာတထေးကြီးကသေသွားတော့မိခင်မုတ်ဆိုးမကြီးနဲ့နေတာအဲ့ဒါဘာစကားမှနားမထောင်ဘူးဒီမိခင်ကြီးပြောတဲ့စကားကိုမိခင်ကြီးကသောတာပန်ကြီးကတ္တပမြတ်စွာဘုရားလက်ထက်မိခင်ကြီးကသောတာပန်ကြီးသောတာပန်ဆိုတော့အမှန်လေးအများကြီးမြင်ပြီလေလုံးဝမမှားတော့ဘူးလို့တောင်ပြောလို့ရပါတယ်ဟုတ်လားယဟန္တာဆိုရင်တော့လုံးဝမမှားဘူးပေါ့သို့တော့သောတာပန်လည်းပဲအပေကြလောက်အောင်တော့မမှားတော့ဘူးပေါ့ဟုတ်လားအေးသားကိုလမ်းညွှန်တယ်အမြဲတမ်းဆိုဆုံးမတယ်ဒါပေမဲ့ဘယ်တော့မှနားမထောင်ဘူးနော်နားမထောင်တော့ဒီနေ့တော့မိခင်ကြီးကသောတာပန်ဆိုတော့တန်ရောစဉ်ကမကုန်သေးဘူးကိုကဝမ်းနဲ့လွယ်ပြီးတော့မွေးခဲ့ရတဲ့သားဆိုတော့မိုက်တော်လည်းပဲချစ်နေရတာပေါ့လေဟုတ်လားအဲ့ဒါနဲ့ငါသားမင်းเจ้าတော်ကိုသွားပြီးတော့ဥပုံဆောင်မယ်တရားနာမယ်ဆိုရင်မိကငွေ1000ပေးမယ်ငွေနဲ့ဖျားရောက်တာအဲ့ဒါသွားတော့သွားပါရဲ့ဥပုပ်ကလေးယူပြီးတော့သီလတော့ရတယ်ဘာတရားမှမနာဘူးချောင်းတနေရမှာအိပ်ပြီးတော့မနဲ့လင်းတော့ပြန်လာတယ်အင်းလေးရောက်ရောအမေကိုအတင်းအာရမငွေ1000တောင်းတယ်အဲ့ဒါမေကြီးကပေးအဲ့ဒီငွေ1000ကိုအမိပြုတ်ပြီးတော့သူကုံသွားကူတာဗျသင်္ဘောစိတ်မှာအဲ့ဒါကံအားလျော်စွာငွေ3,000နဲ့2,000သူ့မယ်စုမိတယ်တဲ့အဲ့တော့သူကဘာလုပ်တုံဆိုတော့လောဘတွေတက်လာပြီးတော့ဒီမိခင်ကြီးငါ့ကိုတိတ်ဆရာလုပ်တာပဲသူနဲ့တော့အတူမနေဘူးဆိုပြီးတော့ပင်လေကိုဖြတ်တဲ့ရွက်လေတစ်စင်းသူဝယ်တယ်ဟုတ်လားဝယ်ပြီးတော့သူပင်လေကိုဖြတ်မယ်ဆိုပြီးတော့ဖြတ်တာမေကြီးကိုသူတိုင်ပင်တယ်တိုင်ပင်တာမဟုတ်ပါဘူးသူကဆုံးဖြတ်ပြီးမှပြောတာပါအဲ့တော့မေကြီးကငါသားမေတစ်ခုသားတစ်ခုဒီမှာပစ္စည်းတွေအများကြီးရှိတယ်ဒါမင်းဟာတွေကြီးပဲဘာကိစ္စသွားမှာတော့ဘယ်လို့မှတားလို့မရဘူးတားလို့မရတော့မေကစိုးရင်စိတ်နဲ့သားကိုလက်ဆွဲတာမသွားပါနဲ့ငါသားရဲ့သူ့လက်ကိုဆွဲရကောင်းမလားဆိုပြီးတော့ယုံပြီးတော့တခါတည်းမေကိုရိုက်ထားခဲ့တာဗျာအဲ့ဒါမေကြီးကလဲပြီးတော့နေရစ်တာသောတာပန်မိခင်ကြီးမိခင်မှာရိုးရိုးမိခင်မဟုတ်ဘူးသောတာပန်မိခင်ကြီးအဲ့တော့အပြစ်ကတော်တော်ကြီးကြီးသွားတာပေါ့နော်ငကိုယ်တုန်းကလည်းသူ့စိတ်ထဲမှာဒီမိခင်ကြီးပေါ်မှာမကျေနပ်တဲ့စိတ်တွေကလည်းမနောကံအနေနဲ့လွန်ကျူးတာတွေလည်းအများကြီးရှိမှာပေါ့အေးအဲ့ဒီအပြစ်တွေကိုပိုက်ပြီးတော့သူသွားတာအဲ့ဒီသင်္ဘောနဲ့သူသွားတာသွားတော့သင်္ဘောပြက်တော့သူလူယုံမှာစရင်သူ့ကိုကြမဲချတော့အဲ့ဒါ3ချိန်တိတိကြတော့သူ့ကိုဖောင်ကလေးတစ်ခုပေါ်မှာတင်ပြီးတော့မျောလိုက်တာဦးဇင်းတို့အကျမ်းပြင်းပဲပြောမယ်နော်အေးအရှိကြီးပြောလို့အချိန်မရတော့ဟုတ်လားအဲ့ဒီတော့သူဘယ်ရောက်သွားတော့ဆိုတော့ဖောင်ကလေးနဲ့မျောသွားတော့ပြိတ္တာမတွေနေတဲ့နေရာတစ်ခုကိုတွေ့တာပင်လေသမုဒ္ဒရာဆိုတာအင်မတန်ကျယ်ဝန်းတယ်ဆန်းကျယ်တယ်အဲ့ဒါသူကပြိတ္တာတွေလို့မသိဘူးအဲ့ဒါဖန်ဘိမှန်နဲ့ပြိတ္တာမ9ယောက်တွေ့တယ်နေဆန်ညခံပေါ့လေ9ရက်ခံ9ရက်ဆန်တယ်အဲ့ဒါနဲ့သူ9ရက်ဆန်သားပြီးတော့9ရက်ခံလဲကြတော့သူမနေနိုင်ဘူးထပ်ပြီးတော့ခီးထွက်တယ်နောက်ထပ်14ယောက်နဲ့တွေ့တယ်ဟုတ်လားနောက်ဆုံး32ယောက်နဲ့တွေ့တယ်အဲ့ဒါလည်းသူအကုန်လုံးကိုစွန့်ပြီးတော့သွားတာပဲသွားတော့နောက်တော့ဘာရောက်သွားတော့ဆိုတော့တကားပေါက်4ပေါက်နဲ့အုတ်တတိုင်းကြီးခတ်ထားတဲ့သူကတော့မြို့လို့ထင်တာအမှန်ကတော့ငရဲကိုရောက်တာနော်အဲ့ဒါသူကမြို့ထင်ပြီးတော့ငါဒီမြို့ထဲဝင်ပြီးတော့ဘူကြမယ်ဆိုပြီးတော့ဝင်သွားတာဟိုလည်းရောက်ရောသူတော်တော်ပျော်သွားတယ်ဟာလူတွေကတဲ့အများကြီးပဲတဲ့အဲ့ဒီလူတွေကခေါင်းမှာကြာပန်းကလေးတွေပန်းပြီးတော့ဟုတ်လားမျက်နှာပေါ်မှာလည်းပဲဆန်တကူးကြီးလေးတွေလိမ့်ပြီးတော့ဟုတ်လားဒီကိုယ်လုံးလည်းပဲရင်လွှမ်းတစားတွေနဲ့လှလှပပပါဇက်ကလည်းတေးသချင်းတွေတီးဆိုးပြီးတော့ပျော်ရွှင်နေကြတာပဲတဲ့ဟာတော်တော်ဟုတ်တာပဲဆိုတော့သူကအပျော်တတ်တွေကူးပြီးတော့အဲ့ဒီလူတွေရဲ့ခေါင်းမှာပန်ထားတဲ့ဘဒုံမာကြာပန်းကိုတောင်းတာအမှန်စင်စစ်အဲ့ဒါတွေကဘဒုံမာကြာပန်းမဟုတ်သင်တုံးသားဆက်တွေ
အဲ့ဒါငရဲပြီဒါပေမဲ့သူ့ရဲ့ဆိုဆုံးမခဲ့ခြင်းကိုအကြောင်းပြုပြီးတော့မိုက်နောင်တရဖို့အကြောင်းကလေးဖမ်းလာပုံကလေးကစိတ်ဝင်စားတယ်နော်မအေကိုစော်ကားခဲ့တယ်ဟုတ်လားမကောင်းတာလုပ်ခဲ့တယ်အဲ့ဒီကံတွေကသူ့ကိုလှည့်စားတာဒါပေမဲ့သူကလှည့်စားတယ်လို့ဘယ်သိမှာလဲနော်အဲ့ဒီသင်တုံးဆက်ကိုဘယ်တော့မှကြာပန်းထင်တယ်ဟုတ်လားခေါင်းကနေပြီးတော့ပြက်လို့စင်စင်ရရသွေးတွေစီးကြနေတာကိုဟောနန္တကူးရည်တွေလိမ့်ထားတာလို့သူကထင်တာအဲ့ဒီလူတွေကိုလှုပ်မရအောင်ရင်ဘက်ကိုကန့်လန့်ပြက်ခါကျိုးနဲ့ခိုင်ခိုင်မြဲမြဲတုတ်ထားတာကိုသူကရင်လွှမ်းတစားတွေလို့ထင်တာအဲ့ဒီလူတွေကအော်ဟစ်ပြီးတော့ငိုယိုးနေကြတာကိုတချင်းတွေရှူပြီးတော့ပြောနေတယ်လို့ထင်တာလေအဲ့ဒါနဲ့တောင်းတယ်သူကမရမကတောင်းတယ်နော်တောင်းတော့ဟိုကလည်းပေးတာပေါ့ဗျာအဲ့ဒီလူကကံကုံကနီးအဲ့လိုဖြစ်တဲ့နော်အဲ့ဒါသူ့ကိုရော့လို့လည်းပေးလိုက်ရောသူကောင်းဘော်ကိုတန်းရောက်လာတယ်အဲ့ဒီပုံစံကြီးသူတန်းဖြစ်သွားတယ်အဲ့ဒီကြတော့မှသင်လုံးဆက်ကြီးမှသူသိတယ်ငိုတော့တာပဲအဲ့ဒီကြမှာနော်ဒါကြောင့်ဦးဇင်းတို့ဗမာစကားပုံလေးရှိတယ်လေငရဲပန်းကိုရွှေပန်းထင်ဆိုတာအဲ့ဒါကိုပြောတာဟုတ်လားတကယ်စင်စစ်ကငရဲပန်းသို့တော်လည်းပဲအကုသိုလ်ကံတွေကလှည့်စားတော့ရွှေပန်းထင်တာဟုတ်လားအဲ့ဒီမှာ तू ရုံးထွက်မယ်ဆိုတော့ထွက်လို့ရသေးလားမရတော့ဘူးရင်လွှမ်းတစားကလည်းဖြစ်ရှိသွားပြီအဲ့ဒီမှာသွေးတွေစီးကြပြီးတော့ तू အမြဲတမ်းငိုတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကတရှင်းပြန်ပြောတာကအဲ့ဒီဘဝတုန်းကမြတ်စွာဘုရားကရုပ်ကစိုးနဲ့မင်းတစ်ပါးဖြစ်တယ်အဲ့ဒါ तू ကတကူကြီးတဲ့နတ်ဖြစ်တော့လှဲ့လေရင်းနဲ့အဲ့ဒီဥတ္တရငရဲကိုရောက်တော့အဲ့ဒီမိတ္တဝိလကနဲ့တွေ့တဲ့အခါကျတော့နတ်မင်းနဲ့ကျုပ်မယ်ဘယ်လိုဟာတွေလုပ်ခဲ့လို့ဒါကြီးရနေတာလဲလို့ तू မေးတော့မင်းမအေကိုစော်ကားခဲ့လို့အဲ့ဒါကြီးရတာအဲ့လိုပြောတာဘယ်တော့လွတ်မှာလဲဆိုတော့ဒါကတော့မင်းကံရှိသလောက်ခံရလိမ့်မယ်အဲ့ဒီတုန်းကအဲ့ဒါမြတ်စွာဘုရားရဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါကိုဘုရားဖြစ်တော့ပြန်ပြီးတော့ပြောပြတာจิตယဟန်မင်းဆိုဆုံးမှခက်တဲ့အဖြစ်မျိုးမှာရေရှည်ရက်တည်မနေနဲ့မင်းဒုက္ခရောက်လိမ့်မယ်အရင်တုန်းကမင်းပြောစကားနားမထောင်ခဲ့လို့မင်းဒုက္ခရောက်ခဲ့ပြီမင်းအဲ့ဒီတုန်းကမိုက်နောင်တတယ်နဲ့အချိန်ကြာမြင့်စွာငိုကြွေးခဲ့ရဘူးတယ်ဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီဇတ်တော်လေးကိုဟောတယ်ဒါကဦးဇင်းတို့နောင်တတရားတွေထဲမှာကြီးမားတဲ့နောင်တရစေတတ်တဲ့အကြောင်းပေါ့ဟုတ်လားအေးဒါကြောင့်အရေးကြီးတာလေးတွေကိုလူငယ်လေးတွေအတွက်ဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောပါတယ်နော်မိဘနဲ့ပတ်သက်ပြီးတော့မတိမ်ပါစေနဲ့မစောင်းပါစေနဲ့ဘာဖြစ်လို့လဲမိဘဆိုတာကိုယ့်အတွက်တာမန်လူမဟုတ်ဘူးသူများအတွက်တော့တာမန်လူပေါ့နော်ဒါပေမဲ့ကိုယ့်မိဘဟာကိုယ့်အတွက်တော့တာမန်လူမဟုတ်ဘူးသူများနဲ့တန်းတူထားပြီးတော့ဆက်ဆံလို့မရဘူးဘာဖြစ်လို့လဲကိုယ့်ပေါ်မှာမေတ္တာကြီးလွန်းလို့ဟုတ်လားကိုယ့်ပေါ်မှာကျေးဇူးကြီးလွန်းလို့ဟုတ်လားအေးအဲ့ဒါကမိဘနဲ့ပတ်သက်ပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုယ့်ရဲ့ဆွေမျိုးတွေသားချင်းတွေလို့ဖို့ကံပဲတွေညီကိုမောင်နှမတွေရှိတယ်နော်အဲ့ဒါလည်းတော်တော်အရေးကြီးတာပဲအဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ပဲဒကာကြီးဒကာမကြီးများမှာနောင်တရရတာများပါတယ်ဗျဟုတ်တယ်မဟုတ်လားကိုယ်အနားမှာမရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့နောင်တရတဲ့အကြောင်းသိမရှိပါဘူးအဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့ဘာမှလည်းပြောမှားတာလည်းမရှိဘူးပြုမှားတာလည်းမရှိဘူးဟုတ်လားခေါင်းထဲမှာတောင်းမရှိဘူးတကယ်တမ်းနောင်တရပြီးမှားလိုက်တာဆိုရင်ကိုနားကလူတွေရဲ့အပေါ်မှာကိုလှုပ်တာကိုင်းတာပြောတာဆိုတာမှားလို့နောင်တရတာမဟုတ်လားဟင်ဒကာကြီးဒကာမကြီးများဟုတ်တယ်နော်အေးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါလေးကိုလည်းသတိထားစေရဒါကိုလည်းကလေးတွေကိုအတွက်ရည်ရွယ်ပြီးတော့ဦးဇင်းတို့ရာဇဝင်လေးတစ်ခုပြောပြခြင်းတယ်ဦးဇင်းတို့ပကံရာဇဝင်မှာနရပတိစီတုမင်းဆိုတာရှိတယ်နော်အေးသူ့ရဲ့မိဖုရားကဝေလူဝတိဝါတော်တွေကရတယ်လို့ရာဇဝင်ကဆိုတယ်အဲ့ဒီဝေလူဝတိကိုလာပြီးတော့ဆက်တာတော့သူ့အကူကြီးကရှင်မင်းလုပ်နေတာနရသိင်္ခမင်းရင်နရသိင်္ခဆိုတာအဲ့ဒါဘိုက်ကဲတယ်နရွက်ကြီးတယ်ဆိုပြီးတော့ညင်းလိုက်တော့မေတော်ကြီးကအဲ့လိုဆိုရင်ငါသားအငယ်အတွက်ပေးဆိုပြီးတော့နရပတိစီသူကအဲ့တော့မင်းမဖြစ်သေးဘူးအဲ့ဒီလိုပြင်းစင်ပြီးတော့ပေးလိုက်တယ်အဲ့ဒီမှာနောက်တော့ပြန်တွေ့တော့မင်းရင်နရသိင်္ခဟာဒီလောက်လှမှန်းသိရင်ငါယူပါရဲ့ဆိုပြီးတော့ခေမကိုပြန်ရချင်တာရချင်တော့ဘာလို့တုံးဆိုတော့နရပတိစီသူကိုဟိုးငဆောင်းချမ်းအရက်မှာတပုံတပုံမထပါပဲနဲ့ပရိယေဆင်ပြီးတော့သွားနှိမ်နှင်းကြီးလို့ခိုင်းလိုက်တာညီလဲသွားပြီဆိုတော့ခေမကိုတိမ့်ပိုက်တာညီကအဲ့ဒါကိုရိပ်မိတယ်စစ်သားထွက်ရတာနောက်ဆံကတင်းရက်အဲ့ဒါနဲ့ငပြိကိုမှားခဲ့တာလေမင်းတေချာချာတည်င်းထူရင်ငါဒီလာပို့လေအဲ့ဒီလိုဆိုပါစစ်ထွက်သွားတာတည်င်းထူတော့ငပြိကလည်းလိုက်သွားတာဟုတ်လားအဲ့ဒီမှာချောင်းကလေးရဲ့ဟိုဘက်မှာ
သူ့ရဲ့အရှင်သခင်တရားပတိစီသူကတက်ချထားတာဒီဘက်ကနေနေတာအဲ့ဒါသူကဟိုမှာဘယင်တက်ချနေတယ်လို့မသိဘူးမိုးချုပ်ပြီးဆိုပြီးတော့အဲ့ဒီနားနဲ့အိတ်လိုက်တာအရေးကြီးတဲ့သတင်းကိုစောစောသွားမပြောတာပေါ့နောက်နေ့မနေ့လင်းမှသွားတော့ဘယင်ကစိတ်တူတယ်မင်းဘယ်ချိန်ကရောက်တော့ဟိုဘက်ကမ်းမှာအိတ်နေတာအေးငါမနေ့ကမြင်းဟီတန်ကြားလိုက်တယ်မင်းဘာလို့ဒီလောက်အရေးကြီးတဲ့သတင်းကိုစောစောလာမပြောလဲဆိုပြီးတော့ဒေါသအစိတ်ငယ်ရိတ်တက်ပြီးတော့အဲ့ဒီမြင်းကငပြည့်ကိုတပ်ပြစ်တာဗျနော်နည်းနည်းလေးမှမငဲ့ညာဘူးနော်တပ်ပြစ်တာတပ်ပြစ်ပြီးတော့သူ့ရဲ့လူယုံငအောင်စွာကိုနောက်လိုက်ပါနေနဲ့လွတ်ပြီးတော့အကိုကိုသွားတတ်ခိုင်းတာမင်းအောင်မြင်လို့ရှိရင်မင်းကိုဟိုငါရဲ့မိဖုရားတွေတဲကမိဖုရားငယ်တွေတဲကငါရဲ့ခေမတွေတဲကသူ့အကိုရဲ့မိဖုရားတွေနဲ့တူပါတယ်အဲ့ဒါတွေကမင်းရခြင်းနဲ့တယောက်ယောက်ကိုငါပေးမယ်ဆိုပြီးတော့ဂတိနဲ့ဟုတ်လားအဲ့ဒါငါအောင်စွာကတတ်တာပဲဒီရာသွန်ကြီးပြောရရင်အရှိကြီးဟုတ်လားအေးတတ်တော့တရားပတိစီသူရှင်မင်းဖြစ်တယ်ဆိုကြပါစို့ရှင်မင်းဖြစ်တော့ငါအောင်စွာကတောင်းရောငကိုဘယင်ရဲ့မိဖုရားတွေကလည်းဒီနရပတိစီသူရဲ့မိဖုရားတွေပဲဆက်ဖြစ်တာအဲ့တော့မိဖုရားတွေကငိုကြတာကိုခြေတော့ဖက်ပြီးတော့ကျွန်ကိုတော့မပေးလိုက်ပါနဲ့အဲ့တော့ဘယင်ကြီးကပေးရခက်တော့မပေးဘူးမပေးတော့ငအောင်စွာကလည်းခတ်ထန်တယ်မယ်ဂတိပြက်တယ်ဆိုပြီးတော့တတွေးနဲ့ထွေးတာနန်းရင်မြင်ကိုနော်အဲ့ဒီမှာနရပတိစီသူကငါလိုရှင်မင်းရှိမှဒီလိုလုပ်ရမလားငအောင်စွာကိုတတ်စီဆိုတခါတတ်တာပဲအဲ့ဒါနက်ဖြစ်တယ်ဘာဖြစ်တယ်ပြောကြတာပဲဟုတ်မဟုတ်တော့မသိပါဘူးဟုတ်လားဘယ်နှယောက်ရှိပြီတော့တတ်တာ3ယောက်ရှိပြီဟုတ်လားအကိုကြီးကိုလည်းတတ်တာပဲဟုတ်လားအေးအဆိုးဆုံးကတော့ဘယ်သူကိုတတ်လဲဆိုတော့အနန္တသူရိယအမတ်ကိုတတ်တာအဲ့ဒါအကိုရဲ့အထိန်တော်ရဲ့သားသူ့ဘက်ပါလိမ့်မယ်ထင်ပြီးတော့တတ်ပြစ်တာဘုရားမသေးခင်မှာဘာလုပ်တော့မျက်ဖြေလင်္ကာ၄ပုဒ်ကြားဘူးတယ်မဟုတ်လားဟင်သူဒီတယောက်ကောင်းဖို့ရောက်မှုတယောက်သူမှာပြက်လင်းကားလားဓမ္မရာတိသိပ်ပြီးတော့လက်ရမြောက်တဲ့သေကားလေးဆဲဆဲမှာရေးသွားနိုင်တယ်အံ့ဩစရာကောင်းတဲ့သူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုပညာစွမ်းဦးစင်းကတော့အံ့ဩလို့မဆုံးဘူးနော်လူဘဝဆိုတာသမုဒ္ဒရာထက်မှာခဏလေးပွက်လာတဲ့ရေပွဲကလေးလောက်ဘာမှမကြပါဘူးဒီလိုလှုပ်လို့အတွက်အရှင်ကိုနောင်မှပြန်ပြီးတော့အတုံးလက်လှုပ်ဖို့လုံးဝစိတ်ကူးမရှိပါဘူးတကယ်တမ်းကတော့တတ်လိုက်တဲ့သွေးဆိုတာလေယုတ်တရားနံတရားဘာမှအနှစ်ရှိတာမဟုတ်ပါဘူးအားလုံးကိုကြည်လေပါတယ်ခွန့်လွတ်ပါတယ်လို့မတောင်းမှမဲနဲ့တောင်ခွန့်လွတ်သွားတာနော်အနန္တသူရိယတော်တော်တာပဲနော်ပြောလို့မဖြစ်လောက်အောင်ကိုတော်တယ်အေးအဲ့ဒီမေတ္တာစာနော်သူတသမားတွေကတတ်ပြီးတော့မှမေတ္တာစာယူလာတာယူလာပြီးတော့ဖတ်တော့မင်းကြီးကဒုက္ခပဲဒီလောက်ကောင်းတဲ့လူကိုငါတတ်မိပြီကြိုက်မတတ်ကြနဲ့လွတ်စေဆိုတော့ဟိုကတတ်ပြီးသားဖြစ်နေပြီအဲ့ဒီကြတော့မှနောင်တအကြီးကျယ်ရတယ်ငါတတ်မိပြီဒါပေမဲ့နောင်တတာရတာဆက်တတ်တုံးပဲဘယ်သူတတ်တယ်အဲ့ဒီအနန္တသူရိယကိုတတ်တဲ့သူတသမားတွေကိုဒီစာအရင်လာမပွေးရကောင်းမလားဆိုပြီးတော့တတ်တာဗျာသိလားအဲ့ဒီလူတွေလည်းအကုန်သိရတယ်ဒါပေမဲ့အဲ့ဒါအတွက်တော့သိနောင်တရဟမတူပါဘူးနော်အဲ့ဒီတော့ဘာလဲမစူးစမ်းမဆင်ခြင်မဲနဲ့လှုပ်တဲ့အလုပ်တွေကလည်းပဲနောင်တရတတ်တယ်ဒါကတော့အကြီးကြီးတွေရာဇဝံဘုဒ္ဓတရသေးခြင်းလို့ပြောပြတာဟုတ်လားလူငယ်တွေအတွက်ဟုတ်လားဒီဥစ္စာကဦးဇင်းတို့ပြီးတော့ဟိုဆရာကြီးနန္ဒသိန်းရဲ့စာအုပ်ထဲမှာတွေ့ရသေးတယ်ဟိုတော်ရွှိုင်းပုံမြင်လို့ဆိုတယ်အဲ့ဒါဘာလဲဆိုတော့ရှင်မယံတစ်ပါးမှာအင်မတန်သားလိုက်ကောင်းတဲ့သိန်းငှက်တကောင်ရှိတယ်တဲ့သိပြီးတော့လိမ်ပါတယ်သွားယုံကိုရှာခဲ့ဆိုရင်ယုံရှားလာတာသမင်ရှာခဲ့ဆိုသမင်ရှားလာတာဟုတ်လားဒီနေ့တော့အဲ့ဒီရှင်မင်းကြီးနဲ့နောက်လိုက်တီတိုးတဲ့သွားပြီးတော့သားကောင်ရှာကြတော့နောက်လိုက်တီနဲ့ကွဲသွားတာရှင်မင်းကြီးကကွဲသွားတော့သိန်းငှက်နဲ့ရှင်မင်းကြီးတွဲပေါ့အဲ့မှာရှင်မင်းကြီးကရေစားတယ်ဆိုပြီးတော့ရေလိုက်ရှာရေကမတွေ့နောက်ရှာရင်းနဲ့အဲ့ဒီဟိုစမ်းချောင်းလေးရဲ့ဘေးမှာတစ်စက်ချင်းကျနေတဲ့ရေစက်ကိုသူတွေ့တယ်တွေ့တော့ရေကတစ်စက်ချင်းကျနေတာဆိုတော့အနားမှာရှိတဲ့ခွက်ကလေးပါလေးရှာပြီးတော့ရေကိုခံတာတစ်စက်ချင်းဆိုတော်တော်နဲ့မပြည့်ဘူးပြည့်ကလည်းနီးပြီးတောက်မလို့လဲလှုပ်လိုက်ရောအဲ့ဒီသိငယ်ကအဲ့ဒီခွက်ကိုအတောင်မှနဲ့ရိုက်ချပစ်လိုက်တယ်ကိုမှောက်သွားတယ်တောက်မရတော့သိချစ်တဲ့သိငယ်သိကြည်သူကြီးတဲ့သိငယ်ဆိုတော့သူဒေါသတော့ဖြစ်တယ်ထပ်ပြီးတော့ခံတယ်နောက်တစ်ခွက်ပြည့်ကနေတောက်မလို့လိုက်ရောရိုက်ချလိုက်ပြန်ရောအစိတ်တို့လာတယ်ဒါပေမဲ့သူဘာမှမလုပ်သေးဘူးနောက်တစ်ခါပြည့်ကနေတောက်မလို့တော့မအောင်နိုင်တော့ဘူးအနာနာရှိတဲ့ကြောက်တုံးနဲ့အဲ့ဒီသိငယ်ကိုတခါလဲထုသက်ပြလိုက်တယ်သေရောအဲ့ဒီတော့မှမင်းကြီးတွေကအပြေးလွှားရောက်လာတာဘာဖြစ်လို့ရောက်လာတယ်လဲဆိုတော့အဲ့ဒီရေတွေကိုမတောက်လိုက်ပါနဲ့ဟိုးစမ်းချောင်းအဖျားကနေပြီးတော့မွေစိတ်တွေသေသေးတဲ့မွေစိတ်တွေပါလာတာအဲ့ဒီကြတော့မှမင်းကြီးကဘာဖြစ်တယ်နောင်တအကြီးအကျယ်ရတယ်လုံးမိမှားတာနော်တကယ်ဆိုကျိုးနဲ့ခြိထားလိုက်ရဘူးလားရတာပေါ့နော်အေးအဲ့ဒါလိုမျိုးပေါ့အဲ့တော့ဘဝမှာတချို့နောင်တတွေကပြင်လို့မရတဲ့နောင်တတွေ
ဒါလူငယ်တွေအတွက်ရည်ပဲပြောတာနော်အေးပြုမိမှန်ပြောမိမှားတွေကြောင့်နောင်တတွေအများကြီးရတတ်တယ်အေးဆက်ပြီးတော့ပြောချင်တာကပုထုဇဉ်ဆိုတာကအလိုလိုနေရင်းနဲ့မှဟိုညံကတုံးရတဲ့အထဲဟိုတခါကြီးတယောက်ပြောတဲ့လေသံနဲ့ပြောရမယ်ဆိုရင်တော့ပင်ကိုကအယူပါဆိုနေအမူးကထက်လာသေးတယ်တဲ့သူပြောတာလေအဲ့တော့ဦးဇင်းဘာပြောချင်တာလဲလို့ပိဋကကြီးကရိပ်မိလောက်ပါပြီနော်ဒီကနေ့သိပ်ပြီးတော့ခေတ်စားတဲ့အင်မတန်တွင်ကျယ်တဲ့အရက်သေးစားနော်လူငယ်တွေကိုအများကြီးမှားစေတတ်တယ်ဟုတ်လားအများကြီးနောင်တကိုရစေတတ်တဲ့အမှားတွေကိုလှုပ်မိတတ်တယ်နော်ဒါကြောင့်အရက်သေးစားတောက်စားခြင်းသည်နောင်တရတတ်တဲ့အလုပ်တွေကိုအများကြီးလုပ်မိတတ်တယ်အဲ့ဒါနောင်တရခြင်းရဲ့အခြေခံအကြောင်းလို့တောင်ဦးဇင်းပြောလိုက်ခြင်းသေးတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာဒီအရက်နဲ့ပတ်သက်ပြီးတော့အားလုံးသောအကုသိုလ်တရားတွေရဲ့အခြေခံတောင်ဖြစ်တတ်တယ်တဲ့ဒါလောကီလိုလေးပြောကြည့်တာဟုတ်လားသေရီတောက်လင့်တင့်မတင့်ကိုရေးခွင့်မသိပြင်းရီမေယူဟီရိုတက်ကင်ခပင်းများထိုအကုသိုလ်ကိုမညိုလဲစွာပြုကျင့်ရသည်ရှောင်ကအပြန်အကျိုးတည်းတဲ့ကြားဘူးတယ်နော်သေရီသေရက်တောက်လို့ရှိရင်အကုသိုလ်ပေါင်းများစွာကိုလွယ်လွယ်ကူကူလုံမိသွားတတ်တယ်ဟုတ်လားဘုရင်တို့ကြားဘူးသေးတယ်ဟိုပခုတ်ကူနယ်မှာနော်အရက်မူးပြီးတော့ရွာတဲ့ဆဲတော့သားကဆဲတာဓာကင်ပြီးတော့ဆဲတာဆဲတော့ဖေးဖြစ်တဲ့လူကမမှားတော့မမှားရအောင်ဆိုပြီးတော့သားကိုရာဇဝမှုတွေကျူးလွန်မိမှဆိုးလို့နောက်ကနေလိုက်ပြီးတော့ဆွဲတာရှေ့ကသားကအရက်ကမူးနေတာလက်ထဲမှာဓာနဲ့လာဆွဲရပါမလားဆိုပြီးတော့နောက်လှည့်ပြီးတော့ရမ်းပလိုက်တာအဲ့ဒါအဖေကြီးပွဲချင်းပြီးသေရှာတယ်အဲ့ဒီတကားရဲ့နာမည်ကအေးတောင်းတဲ့တကယ်ဖြစ်ခဲ့တာနော်အဲ့ဒါထောင်ကြတယ်ပြင်ဆန္ဒန္တိယကံထိုက်တယ်အံ့ဩစရာကောင်းတယ်နော်အဲ့ဒါအရက်ကြောင့်သူ့အဖေကိုသူချစ်မှာပါပဲအဖေမှမသိဘာမှမသိညာမှမသိမူးနေတော့လုံးမိလို့ရလှုပ်လိုက်တာအဲ့ဒီအမှားပြင်လို့ရသေးလားမရဘူးအဲ့ဒါသေရင်သေချာပေါ့ငရဲကြမယ်ပြင်ဆန္ဒန္တိယကံအဲ့ဒီအေးတောင်ကတော့ကံဆိုးတယ်မသေရင်အစားငရဲကြတယ်အဲ့ဒါသူထောင်ထဲရောက်တော့လေဟိုထောင်သားတွေတောက်ဖို့အတွက်ရင်နွေးဦးကြီးတွေမူပြဲတဲ့ကြီးတွေနဲ့ကြိုးတာရှိတယ်အဲ့ဒါသူကခုံမနဲ့တွေစီးပြီးတော့အဲ့ဒီရင်နွေးတွေကိုခတ်ပြီးတော့အလှဲ့ကြတိုက်ရတာလို့ဆိုတယ်အဲ့ဒီပွက်ဆူတဲ့ရင်နွေးအိုးတွေကိုခြေချော်ပြီးတော့လိမ့်ကြတာဗျာအဲ့ဒီလူကနောက်တော့အဲ့ဒါဆေးရုံပေါ်ရောက်တော့ပူလောင်ပူကြီးတွေအများကြီးတွေဖြစ်အော်ဟစ်ပြီးတော့အဲ့ဒါသေသွားရောနော်အဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာကြီးကျယ်တဲ့နောင်တတန်တရားမှာကြီးကျယ်တဲ့နောင်တတွေကိုရစေတတ်တာကအရက်သေးစားသည်လည်းပဲအဓိကကြတဲ့နေရာကပါတယ်ပြောဖို့ရအချိန်ကနေလိုက်တာဗျာဟင်းတခါကြီးမိုက်မြဒီအရက်သေးစားနဲ့ပတ်သက်ပြီးတော့ပြင်မရတဲ့အမှားတွေမှားပြီးတော့နောင်တတွေနဲ့ပူဆွေးနေရတဲ့လူတွေအများကြီးရှိလိမ့်မယ်လို့ထင်တယ်ဟင်ဦးဇင်းကစိတ်တော်ကူးထားပါတယ်တစ်ချိန်ချိန်ကြရင်တော့ဒီသူရမေရယကံနဲ့ပတ်သက်ပြီးတော့တရားအကျေလေးတစ်ပုဒ်တော့ဟောအောင်မယ်လို့ဟုတ်လားတခါကြီးမိုက်မြအေးဒီကနေ့တော့အမြတ်ကလေးလောက်ပြောတာနော်ဟိုတခါကြီးတယောက်ပြောတဲ့စကားလေးမှတ်စရာကောင်းပါလေဟုတ်လားပင်ကိုကမှအယူပါဆိုအမူးကထက်လာတယ်ဆိုမှတော့ကောင်းသေးလားမကောင်းနိုင်တော့ဘူးဟုတ်လားဒါကြောင့်နောင်တရเสียအကြောင်းတရားတွေအများကြီးရှိတဲ့အထဲကအဲ့ဒါတွေလည်းပဲတကြောင်အပါဝင်ပါလို့လူငယ်တွေကိုနားလေစေခြင်းတယ်ဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့မိုက်နောင်တဆိုတာနဲ့ပတ်သက်ပြီးတော့ဟိုချက်ထွင်ပြီးတော့ပဲနားလေကြပါတော့လို့ဦးဇင်းကပြောပြီးတော့ဟိုမေ့နောင်တအကြောင်းကိုဆက်ပြီးတော့ပြောကျင်တော့တာတရားကိုနည်းနည်းမျှမျှတတာလေးဖြစ်စေချင်တာကိုဟုတ်လားဦးဇင်းအခုဟောတာ45မိနစ်ရှိသွားပြီဟုတ်လားဒါကြောင့်မိုက်နောင်တဆိုတာဘာလဲပြုမိမှန်ပြောမိမှန်နော်အကုသိုလ်တရားတွေကြောင့်မို့လို့ဖြစ်ပေါ်ရတဲ့ပြစ္ဆုတ်ပံတန်တရားပူလောင်မှုတွေဟာမိုက်နောင်တပါဟုတ်လားဒါကြောင့်အဲ့ဒါလိုမိုက်နောင်တတွေကင်းအောင်မလုပ်ကြရမလဲရှောင်ကြရမယ်အဲ့ဒါလိုရှောင်တဲ့နေရာမှာလည်းပဲဟိုပြောဖို့စိတ်ကူးထားတာလေးနည်းနည်းတော့ပြောဦးမယ်ဗျာနော်ဘယ်လိုရှောင်ရမလဲဆိုရင်ဟိုကိုချင်းစာတရားကလေးနဲ့ရှောင်တဲ့တယ်လို့ထင်တယ်နော်ဘာတရားလေးနဲ့ရှောင်မယ်ကိုချင်းစာတရားလေးနဲ့ရှောင်တဲ့တယ်လို့ထင်တယ်နော်ကြမ်းကြမ်းထန်းထန်းနေမပြောမိအောင်မလုံမိအောင်ကိုချင်းစာတရားလေးကိုအခြေခံမယ်ဆိုရင်တော်ရင်တယုံဟာမလုံမိပါဘူးဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားဟောထားတယ်နော်ရှိတယ်ဗျသဗ္ဗေတတန္တိဒန္တတသဗ္ဗေဘာယန္တိမစ္စုနောအတ္တနာဥပမံကတ္တဝနဟနိယနဂါတယေတဲ့အဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့သဗ္ဗေအလုံးစုံသောတတ္တဝါတို့သည်
ဒံတတ္တအပြစ်ဒံပေးခြင်းကိုတတန်တိထိတ်လန့်ကြောက်ရွံ့ကြကုန်၏သဗ္ဗေဘာယန္တိမစ္ဆုနောသဗ္ဗေအလုံးစုံသောတတ္တဝါတို့သည်မစ္ဆုနောသေခြင်းမှာဘာယန္တိကြောက်ရွံ့ကြကုန်၏တတ္တဝါတိုင်းသူရောကိုယ်ရောအကုန်လုံးအပြစ်ဒံပေးတာတွေတတ်မှားတွေကိုအကုန်လုံးကြောက်တာပါပဲတဲ့ဟုတ်လားအဲ့ဒါတွေကိုပထမစဉ်းစားနော်အဲ့ဒါလို့စဉ်းစားပြီးတော့အတ္တနံဥပမံကတ္တဝါအတ္တနံမိမိကိုယ်ကိုဥပမံဥပမာကိုကတ္တဝါပြု၍ဝါကိုခြင်းစာ၍တဲ့နော်ကိုယ်နဲ့နှိုင်းစာပြီးတော့နဟနိယနဂါတယေမညှင်းစေရမတတ်ဖြတ်ရတဲ့အင်မတန်အနှစ်ရှိတယ်နော်ဒကာကြီးများတတ္တဝါအားလုံးအပြစ်ဒဏ်တွေတတ်မှားတွေညှင်းဆဲမှာတွေနှိပ်စက်မှာတွေကိုကြောက်ကြပါတယ်တဲ့ဒါကြောင့်ကိုယ်လည်းပဲကြောက်တယ်သူလည်းပဲကြောက်မှာလို့ကိုချင်းစာပြီးတော့မညှင်းဆဲနဲ့မနှိပ်စက်နဲ့မတတ်ဖြတ်နဲ့ပေတတ်တို့ကိုဒီနေရာမှာနည်းနည်းလေးအသေးစိတ်ပြီးတော့ပြောခြင်းညှင်းဆဲတယ်နှိပ်စက်တယ်ဆိုတော့ကိုယ်ဒီလက်ရောက်ညှင်းဆဲမှနှိပ်စက်မှညှင်းဆဲတယ်နှိပ်စက်တယ်လို့အများသောအားဖြင့်ထင်ကြတာနော်ကိုယ်ဒီလက်ရောက်နှိပ်စက်တာလဲနှိပ်စက်တာပါပဲနောက်ထပ်နှိပ်စက်ခြင်းတစ်မျိုးရှိသေးတယ်နော်အဲ့ဒါဘာလဲအဲ့ဒါပါဇက်နဲ့နှိပ်စက်တာစကားသံနဲ့နှိပ်စက်တာနစ်နစ်နာနာပြောလိုက်တဲ့စကားတစ်ခွန်းဟာတခါတလေအရိုက်ခံရတာတဲ့နော်နာတယ်တခါတလေကြတော့ဟုတ်လားတခါကြီးမိုင်များဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာသူတစ်ပါးကိုဝစီကံနဲ့နှိပ်စက်တာကိုလည်းနှိပ်စက်ခြင်းထဲမှာထည့်ထားတာငါဒီလိုပြောလိုက်တယ်သူတို့ခံနိုင်မှမလားငါဆိုရင်ကောခံနိုင်မှမလားဒါမျိုးလေးစဉ်းစားမယ်ဆိုလို့ရှိရင်တော်ယုံတန်ယုံဟာမပြောဖြစ်တော့မလုပ်ဖြစ်တော့အဲ့ဒါလို့ဆိုရင်သူလည်းသက်သာခွင့်ရတယ်ကိုယ်လည်းနောင်တငြိမ်းရတယ်မကောင်းဘူးလားကောင်းတယ်နောင်တမဖြစ်ဘူးတဲ့ဒီကထာလေးမြတ်စွာဘုရားဘာကြောင့်ဟောလဲဆိုတော့စိတ်ဝင်စားတယ်ကတော့ကောင်းတယ်မြတ်စွာဘုရားလက်ထက်ကဆဗ္ဗကိယဟန်ကြီးတွေရှိတယ်သူတို့ကတော်တော်ဆိုးတယ်ဗျနော်အဲ့ဒီမှာတတ္တရတဝဂ္ဂီဆိုယဟန်လေးတွေလည်းရှိတယ်အဲ့ဒါကမြတ်စွာဘုရားဥပဒေမပြည့်ညက်ခင်မှာသူတို့ကဝတ်တာအသက်20ပြည့်မှယဟန်ပြုရမယ်လို့ဥပဒေမပြုခင်မှာအဲ့ဒီယဟန်လေးတွေကဝတ်တာငယ်ငယ်လေးတွေ9နှစ်ရှင်တွေ9နှစ်10နှစ်ကလေးတွေယဟန်ပြုကြတာနောက်တော့ညထမင်းစားတော့ထာငူတယ်ဟာကျင်ကြီးကျင်ငယ်အိယာတဲ့ဆွန့်လို့ဆွန့်အဲ့လိုတွေဖြစ်တာဗျဖြစ်တော့မှမြတ်စွာဘုရားကအသက်20မပြည့်သေးရင်ကိုသိမထိန်နိုင်သေးဘူးယဟန်ပြုခွင့်မပေးနဲ့ကိုရင်သာဝိပ္ပစီအဲ့ဒီလိုမြတ်စွာဘုရားကဥပဒေပြည့်ညက်တာဒါပေမဲ့ယဟန်ပြုပြီးသားဖြစ်သွားတဲ့ဒီယဟန်လေးကကြောင့်ယဟန်လေးတွေကိုတော့ယဟန်ဘဝမှာပဲဆက်ပြီးတော့ထားတာအဲ့ဒါတတ္တရတဝဂ္ဂီတဲ့ဒီနေ့တော့အဲ့ဒီယဟန်လေးတွေကရှေးတုန်းကတန်ခိကကျောင်းတွေပဲရှိတာဆိုတော့ကျောင်းနေမှာသူတို့ကအရင်ရောက်သွားတော့နေရာလေးတွေလှဲဖယ်ပြီးတော့အဲ့ဒီနေရာလေးတွေဥကြတာပေါ့လေသူတို့နေမယ်ပေါ့နောက်ရောက်မှအဲ့ဒီဆဗ္ဗကိယဟန်ကြီးတွေကရောက်လာတော့ဟိုယဟန်ပေါက်စငယ်ငယ်လေးတွေကိုအတင်းထိုးကြိတ်လွတ်ပြီးတော့ဖဲ့ဒါငါတို့နေရဆိုပြီးတော့အတင်းအာဓမယူတာဟုတ်လားအဲ့ဒီမှာအဲ့ဒီယဟန်လေးတွေကငိုကြတော့អော်ကြတော့မြတ်စွာဘုရားကြားတော့မှချစ်သားတို့ဘာဖြစ်တာတော့ဒီလိုပဲယဟန်ကြီးတွေကရိုက်လို့ဆိုတော့ယဟန်ဆိုတာအဲ့လိုမျိုးမလုပ်ရဘူးပါစိတ်အာဘသင့်စီလို့ပြည့်ညက်ချက်ထုတ်ပြီးတော့မှခုနတုန်းကဥစဉ်ရွတ်တဲ့ဂါထာလေးကိုမြတ်စွာဘုရားဟောတာအာလုံးသောတတ္တဝါတွေဟာအမျိုးမျိုးသောအပြစ်ဒဏ်ပေးခြင်းကိုကြောက်ရွံ့ထိတ်လန့်ကြတယ်ဟုတ်လားကိုယ်လည်းပဲကြောက်ရွံ့တာပဲဒါကြောင့်ကိုချင်းစာတရားလေးထားပြီးတော့အားလုံးရဲ့အပေါ်မှာမငြင်းစေနဲ့မနှိပ်စက်နဲ့ဒါဆိုရင်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့နောင်တရစရာမရှိတော့ဘူးပေါ့ဟုတ်လားတချို့ကိစ္စကတော့ကိုချင်းစာတရားနဲ့ရှောင်ရမယ်တချို့ကိစ္စကြတော့ကိုချင်းစာတရားနဲ့ရှောင်လို့မရဘူးဗျဘာလဲဆိုတော့တစုံတစ်ယောက်ကကိုလာပြီးတော့စော်ကားလာပြီဟုတ်လားတစုံတစ်ယောက်ကကိုအတင်းအာဓမ္မမပြောလာပြီလှုပ်เสียကကျုံလာပြီဆိုရင်ဘယ်လိုလုပ်မလဲတတ်နိုင်သမျှမေတ္တာတရားနဲ့သီးခံကိုကြိုးစားရမယ်ဟုတ်လားသီးခံလိုက်တဲ့အခါမှာတော့နည်းနည်းတော့စိတ်ထဲအောင့်ရင်အောင့်မှာပေါ့ဗျာခံရလဲခက်ချင်ခက်မှာပေါ့ဗျာဟုတ်လားသို့တော်လည်းပဲကြိတ်မိတ်ပြီးတော့မြူသိမ့်ပြီးတော့မပြောပြအောင်မလုပ်ဖြစ်အောင်မလုပ်ရမလဲထိမ့်သိမ့်ရမယ်အဲ့ဒီလိုထိမ့်သိမ့်လို့ဖြစ်တဲ့ဆင်းရဲကနည်းနည်းလေးတကယ်တမ်းကတော့ဟုတ်လားမထိမ့်သိမ့်လို့ပြောလိုက်မိပြီဆိုလိုက်မိပြီလှုပ်လိုက်မိပြီဆိုတော့မှနောက်မှဆက်ဖြစ်မဲ့ဒုက္ခကပိုကြီးတာဒုက္ခကြီးနဲ့ဒုက္ခလေးဘယ်ဟာကြိုက်တော့ဘယ်ဟာမှမကြိုက်ပေမဲ့တခုခုတော့တေချာပေါက်ရွေးရတော့မယ်ဆိုရင်တော့ဘယ်ဟာရွေးမလဲဒုက္ခလေးရွေးမှာပေါ့ဗျဟုတ်လားဒါကြောင့်တစ်ခါသီးခံရတာကတိတ်တော့မသက်သာလာဘူးနော်တခါကြီးတို့ဟုတ်လားသက်တောင့်တက်တာသီးခံရတာတွေရှိတယ်လို့မသက်မတာသီးခံရတာလည်းရှိတယ်ဗျ
အဲ့ဒါလည်းမြတ်တယ်လို့ဦးဇင်းကတော့ပြောချင်တယ်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့တီးမခံရင်ပိုးပြီးတော့ပြဿနာကကြီးမာမှုလို့ဟုတ်ရဲ့လားဒါကြောင့်နောင်တရတဲ့အကြောင်းတွေမလုံမိအောင်ကိုချင်းစာစိတ်မွေးရမယ်မေတ္တာတရားနဲ့တီးခံနိုင်တဲ့စွမ်းရည်ရှိအောင်လုပ်ရမယ်ဟုတ်လားဒါကဦးဇင်းတို့ကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ပဲပြောတာနဲ့အချိန်ကတော်တော်များသွားပြီဗျဒကာကြီးတို့နော်မိုင်းနောင်တဟုတ်လားမကောင်းရင်တော့သေချာပေါက်ပူရမှာပဲဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့လူကြီးတွေအတွက်ငဲ့ပြီးတော့ကြံတဲ့အချိန်ကလေးမှာမေ့နောင်တပြောကြအောင်စို့ဟုတ်ရဲ့လားမကောင်းတာကိုလုံးမိရင်မိုင်းနောင်တကောင်းတာကိုမလုံးမိရင်မေ့နောင်တဟုတ်လားဘဝကတဖြည်းဖြည်းနဲ့ကုန်ခန်းလိုက်နေတယ်ဟုတ်လားတဖြည်းဖြည်းနဲ့သေဖို့နီးလာတယ်နော်အဲ့ဒါလိုပြဿနာကြီးအဲ့ဒီအခက်ခဲကြီးကြုံလာလို့ရှိကောင်းတာတွေမလုပ်ခဲ့မိဘူးမေ့လျော့ခဲ့တယ်ဆိုလို့ရှိရင်သေချာပေါက်နောင်တရလိမ့်မယ်ဟုတ်လားဘုရင်တို့ပေးသက်ကြီးကြားဖို့ပါတယ်ဗျာဟိုဂရေ80တထေးသားလင်မယားနောက်ဆုံးဆင်းရဲနွမ်းပါသွားပြီးတော့ခက်လက်ဆွဲပြီးတော့တောင်းရတဲ့ဇလံကြားဘူးတယ်နော်အဲ့ဒီဇလံကြီးဦးဇင်းတို့ပြောချိန်မရပါဘူးအဲ့ဒီတထေးသားလင်မယားဆူတောင်းသား2ယောက်ကိုကြည့်ပြီးတော့မြတ်စွာဘုရားကမိုက်လိုက်တာအရွယ်ရှိတုန်းကစီးပွားရေးလုပ်ခဲ့မယ်ဆိုရင်တထေးကြီးတွေဖြစ်မှာတရားဘက်ကိုကြိုးစားခဲ့မယ်ဆိုရင်အရိယာကြီးတွေဖြစ်မှာအတူချုပ်ပဲဦးဇင်းပြောလိုက်တယ်နော်ဘုရားကတော့အရွယ်ကလေးနဲ့ပိုင်ပြီးတော့ပြောပါတယ်အဲ့ဒီမှာမြတ်စွာဘုရားဆက်ဟောတာတွေစိတ်ဝင်စားတဲ့အကောင်းတယ်အာစရိတဝါဗြမစရိယအလတ္တယုပနေတနံဇိနကွန်ဇာဝဇာယံတိခိနမေဇေဝပန္လလီငယ်ငယ်တုန်းကမြတ်သောအကျင့်ကိုမကျင့်မိတဲ့လူများအရွယ်ရှိတုန်းကစီးပွားဥစ္စာကိုရှာဖွေစုဆောင်းခြင်းမပြုခဲ့တဲ့ပုဂ္ဂိုလ်များဟာအသက်ကြီးလာပြီဆိုတော့ငါးတွေမရှိတော့လို့6တွေ့နေတဲ့ရှင်ဘွက်တွေနဲ့ရှိနေတဲ့ရေအိုင်ရဲ့ဘေးမှာအတောင်ကျိုးတဲ့ဂျိုးကြမှိုင်တယ်လို့မှန်ရလိမ့်မယ်တဲ့ပုံပေါ်တယ်နော်နောင်တတရားတွေနဲ့ပူဆွေးရတတ်တယ်နော်ငယ်တုန်းကအကျင့်မြတ်မကျင့်ခဲ့ဘူးစီးပွားဥစ္စာကိုရှာဖွေစုဆောင်းခြင်းမပြုခဲ့ဘူးအဲ့ဒါအသက်ကြီးလာရင်ဂျိုးကြအိုကြီးရေမရှိတဲ့ရွှွညွန်မှာမှိုင်တယ်လို့မျိုးစားစရာလည်းမရှိတရားနဲ့အေးချမ်းမှုလည်းမရှိဘူးပူလောင်မှုတွေကြီးနေရမှာဒါကတကားထားနော်အကျေရှင်းမပြဘူးနော်နောက်တကားထားအာစရိတဝါဗြမစရိယာလတ္တယုပနေတနံသင်္တိစာပါတိခိနာဝပုရဏာနိအနုထုနံဒီဥပမာလေးကတစ်မျိုးလေးကောင်းတယ်ငယ်တုန်းကတဲ့အကျင့်မြတ်ကိုမကျင့်ခဲ့ဘူးစီးပွားဥစ္စာကိုလည်းရှာဖွေစုဆောင်းရကောင်းမှမသိခဲ့ဘူးအဲ့လိုလူမျိုးတွေဟာကြီးလာတော့ဘာဖြစ်တုံဆိုတော့ပုရဏာနိအနုထုနံတဲ့ငယ်တုန်းကရွှေလီဆောင်းခဲ့ရတာတွေအရှင်ပြေခဲ့တာတွေကိုပြန်စဉ်းစားပြီးတော့အဟောင်းတွေကိုပြန်စဉ်းစားပြီးတော့စမြုံပြောင်းပြီးတော့လောလောဆယ်တော့ဘာမှအဆင်ပြေတာမရှိဘူးငကိုယ်တုန်းကအဆင်ပြေတာတွေကိုတွေးပြီးတော့မကြည်မနဲ့နဲ့စိုးရိမ်ပူဆွေးပြီးတော့တဲ့ပုရဏာနိအနုထုနံဒါကအဓိပ္ပာယ်တစ်မျိုးနော်ပြီးတော့ဘာလို့ဆိုလေးကနေလွတ်သွားလို့ပြစ်လိုက်တဲ့မြားတံတစ်ချောင်းနော်စာပန်လေးမှပဋိတံလွတ်ရသွားသောတရံဤဝမြားကဲ့သို့လေးကနေလွတ်သွားတဲ့မြားအရှိန်ကုန်တော့ဘယ်ပေါ်ကျသွားတော့မြေကြီးပေါ်ပြုတ်ကျအရှိန်ကုန်လို့ကျသွားပြီဆိုတော့အဲ့ဒီမြားတံမှာလှုပ်ရှားမှုရှိသေးလားလုံးဝငြိမ်သွားပြီဘာအစွမ်းမှလည်းမရှိတော့ဟုတ်လားအဲ့ဒါလို့လေးညို့ကလွတ်ပြီးတော့အရှိန်ကုန်ပြီးတော့ပြုတ်ကျလာတဲ့မြားတံတစ်ချောင်းလိုပဲတဲ့သူ့မှာဘာအစွမ်းမှမရှိတော့အစွမ်းတုံးပြီးတော့လုံးဝမလှုပ်နိုင်တော့ကြောက်စရာကောင်းတယ်နော်တခါကြီးမိုက်မြငယ်တုန်းကအကျင့်မြတ်ကိုလည်းမကျင့်ခဲ့ဘူးစီးပွားဥစ္စာကိုလည်းရှာဖွေစုဆောင်းရကောင်းမှမသိတဲ့ပုဂ္ဂိုလ်ဟာတဲ့ရှေးဟောင်းနှောင်းပြည့်အစဉ်ပြေတာတွေကိုပြန်တွေးပြီးတော့ဒါပေမဲ့လောလောဆယ်မှာတော့အစွမ်းတုံးနေတဲ့မြားတံတစ်ချောင်းလိုမလှုပ်နိုင်တော့ဘူးတဲ့နောင်တတွေဟုတ်လားအဲ့ဒါဘာလဲဆိုတော့မေ့နောင်တဟုတ်လားတခါကြီးမြမေ့နောင်တနော်မေ့နောင်တဒါကြောင့်မြတ်စွာဘုရားကသုတ်တန်ဒေသနာတော်အသီးသီးမှာဟောထားတာတွေရှိပါတယ်ဗျာတချို့တန်ဝေကရစေရအကြောင်းတွေတတိပေးတဲ့သုတ်တန်တွေမှာဆိုအထူးသဖြင့်တွေ့ရတယ်ဏီကုံးရုပ်ကလေးမှာတွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ချစ်သားတို့ဟောတာတစ်ပင်ရင်ဟုတ်လားပြောပုံကလေးကနော်ချစ်သားတို့ဟောတာစိတ်ငြိမ်ရာနေရာချစ်သားတို့ဒါလူသူကင်းစိတ်တဲ့နေရာဒါကြောင့်မို့လို့ဇာယာထဘိက္ခဝေမာပမာဒဋ္ဌ
အမှန်တရားတွေကိုသိအောင်မိမိခန္ဓာကိုယ်ကြီးကိုကြည်ကြည်စမ်းပါမေ့ပြီးတော့မနေပါနဲ့နော်နေရာလေးကိုတောင်ပြောလိုက်သေးတယ်နော်ဒါတစ်ပင်ရင်ဒါကစိတ်ငြိမ်းရာပြောစရာရှိတဲ့ကိစ္စကိုငါပြောပြီးပြီဒါကြောင့်သင်တို့လှုပ်စရာရှိတဲ့အလုပ်ကိုဆက်ပြီးတော့လှုပ်ကြစမ်းပါဘာဆက်ပြောတော့ဆိုတော့မာပမာတ္ထဘိဗခွေမာပစ္စာဝိပတိတာရိနောအဟုဟုတ်တာပစ္စာနောက်ကာလရောက်မှဝိပတိတာရိနောငယ်ငယ်တုန်းကငါဘာမှမလုပ်ခဲ့ရပဲကိုလို့နှလုံးမသားရမှုတွေဒီမာအဟုဟုတ်တာမဖြစ်ကြပါစေနဲ့တဲ့အယံဟောအမ္မာကအနုတာဒနီဒါလေးနဲ့အဆုံးသတ်တာနော်အယံအဲ့ဒီစကားဟာဟောတုံမာကံသင်တို့အတွက်အမ္မာကငါဖရာတို့ရဲ့အနုတာဒနီအဖန်မှန်အထက်ထပ်ပေးတယ်အဲ့ဒါအဆုံးမပဲတဲ့နော်အဲ့ဒီစကားလေးကိုဦးဇင်းတို့စစ်စစ်ပေါက်ပေါက်လေးစဉ်းစားကြည့်ရင်တော်တော်လေးထိတ်လန့်စရာတော့ကောင်းပါတယ်ဟုတ်လားဒါဟာတစ်ပင်ရင်ဒါဟာစိတ်ငြိမ်းရာနော်ဒါကြောင့်လှုပ်เสียရှိတဲ့လှုပ်ကိုလှုပ်ကြစမ်းပါနောင်ကြတော့မှမလုံမိလို့မှားလိုက်တာလို့ပူပူလောင်လောင်နေနဲ့နောင်တတွေရပြီးတော့မစင်းရဲကြပါစေနဲ့အဲ့ဒါသင်တို့အတွက်ငါပေးတဲ့အဆုံးအမပဲလို့အဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားကတရားဏိဂုံလေးတွေကိုအဆုံးတတ်တဲ့သဘောလေးတွေရှိတယ်ဟုတ်လားအဲ့ဒါဘာကိုရည်ရွယ်နေတာလဲမေးနောင်တတွေနဲ့မပူလောင်ကြပါစေနဲ့လို့ပြောတာဟုတ်လားအေးအဲ့ဒါလိုမျိုးမဟုတ်ဖဲနဲ့ကုသိုလ်ကောင်းမှုတွေကိုတဆွမ်းသမျှပြုမေးဟုတ်လားဒါနပြုခွင့်ကျုံးလာရင်ဒါနပြုလိုက်ပြစ်မထားနဲ့နော်ဒါနကိုလည်းပဲဟုတ်လားပြုခွင့်ကျုံးလာရင်ဗာလဲပြုမှာပဲတီလကိုအမြဲတမ်းစောင့်တည်မယ်တီလကတော့စောင့်တည်ခွင့်ကျုံတယ်မကျုံဘူးလို့မရှိဘူးသူကအမြဲတမ်းကြိုးစားရမှာဟုတ်လားဘာဝနာတရားကိုလည်းပဲကြိုးစားမယ်ဆိုပြီးတော့ပိဿပေါင်းသူတော်ကောင်းတို့ကုသိုလ်တရားကိုကိုယ်နဲ့မကွာလက်နဲ့မကွာပြုမယ်ဆိုလို့ရှိရင်မေ့နောင်တရတဲ့အကြောင်းရှိလားမရှိဘူးမေ့နောင်တဆိုတဲ့နေရာမှာဘာအစားဝင်လာမှာလဲတွေးမိတိုင်းပီတိဖြစ်ရတယ်ဆိုတာပေါ်လာနော်အဲ့ဒါဘယ်အချိန်မှပို့ပြီးတော့ထင်ရှားမှာလဲဆိုတော့တကယ်ပြဿနာတကယ်အခက်အခဲကြီးကျုံလာတဲ့အခါမှာကုသိုလ်တရားတွေဟာပီတိကိုဖြစ်စေတယ်ဆိုတာထင်ရှားမယ်ဟုတ်လားဘုရင်တို့ဒါလေးနဲ့ပတ်သက်ပြီးတော့အားကြစရာလေးလူသိများပြီမလို့အားကြစရာကောင်းလုံးလို့ဦးဇင်းနည်းနည်းလေးအတူတူလေးပြောပြမယ်မြတ်စွာဘုရားလက်ထက်ကဓမ္မိကဥပဒကဆိုတဲ့ဒကာကြီးတယောက်ရှိတယ်စီးပွားဥစ္စာလည်းပြည့်စုံတယ်သားတွေသမီးတွေနဲ့တိုက်တိုက်ဝန်းဝန်းနေတာပါပဲစိတ်ကောင်းနှလုံးကောင်းလည်းကြီးတယ်တပည့်လက်သားလည်းများတယ်ဟုတ်လားအနောက်တော့သူမြတ်စွာဘုရားဖူးရမြော်ရတရားနာရတော့သောတာပန်ဖြစ်တယ်အဲ့ဒါဒါနနဲ့တန်ရင်ဒါနပြုတယ်သီလဆောက်တည်တယ်ဒီလိုကုသိုလ်ကောင်းမှုနဲ့မွေ့လျော်ပျော်ပိုက်ပြီးတော့နေလာတဲ့ဒကာကြီးဟုတ်လားမေ့နောင်တမရအောင်ကြိုးစားခဲ့တဲ့ဒကာကြီးပေါ့နော်အဲ့ဒါသူဘာဖြစ်တုံဆိုတော့တရားညောင်ဆောင်လျောင်းပြီနော်ဒီအချိန်ကရှောင်လို့မရပဲကိုဗျဟုတ်လားအဲ့တော့သူဘာလုပ်တုံဆိုတော့သမီးတွေကိုသားတွေကိုဂိုင်းငါမျက်နှိုးတော်မူတဲ့အရှင်ကောင်းတွေကိုတွားပြီးတော့ပင့်ကြည့်ခိုင်းလိုက်တယ်ယဟန်တော်တွေကြွလာတော့ဒကာကြီးတို့ဘာလုပ်ပေးရမလဲမှန်လားပါဗျာဖရာတပည့်တော်ဖရာအဆူဆူလက်မလွတ်တဲ့သတိပဋ္ဌာန်တုတ်ကြီးကိုနာယူခြင်းပါတယ်ဖရာအဲ့ဒီမှာယဟန်တော်တွေကမဟာသတိပဋ္ဌာန်တုတ်ကြီးကိုရွတ်ပေးတာဘေးကနေပြီးတော့ဒကာကြီးကအိယာပေါ်မှာမလှုပ်နိုင်တော့ဟုတ်လားဒါပေမဲ့လို့ငါငယ်ရွယ်တုန်းကကောင်းတာတွေမလုပ်ခဲ့ရဘူးဆိုတဲ့နောင်တသူ့မှာမရှိဘူးဟုတ်လားတရားနဲ့ပြန်ပြီးတော့ဆန်းသက်နေတာဟုတ်လားအဲ့ဒါလိုလုပ်ရင်းနဲ့ဒကာကြီးကယောဂဝေဒနာကပြင်းထန်တော့တရားသံတွေကိုကြားတစ်ချက်မကြားတစ်ချက်တခါတလေတတိမေ့တယ်လို့ဖြစ်တယ်မိန်မောတွေးဝေတယ်လို့ဖြစ်တယ်အဲ့ဒီလိုဝိုးတော်ဝါဒဖြစ်နေတဲ့အချိန်မှာသူ့ရဲ့အာယုန်ထဲမှာနော်နတ်ပြည်6ထက်ကယထာ6ဆင်းကောင်းငယ်မှာမြင်နေရတယ်တဲ့သူကအဲ့ဒီအတန်တွေလည်းသူကြားရတယ်တရားသံကပြောင်းနေပြီအဲ့ဒီအချိန်မှာအဲ့ဒီနတ်ယထာမှာရှိတဲ့နတ်သားတွေကဟိုးတကြွယ်ကြီးဥပဒကာကြီးကျုပ်တို့ယထာကိုလိုက်ခဲ့ပါအဲ့ဒါလိုခေါ်တာတဲ့ဒါဥစဉ်တို့ကျမ်းဂန်တွေမှာအခိုင်အမာမှတ်တမ်းတင်ထားတာနော်ဒီထဲမှာနတ်ပြည်ကိုမယုံတဲ့လူတော့တယောက်မှပါမထင်ပါဘူးဟုတ်လားဒါကြောင့်ဒီကိစ္စကိုဥစဉ်တို့ဘာမှအကျယ်ရှင်းနေရတော့လုံးဝမထင်ပါဘူးဟုတ်လားရှင်းမယ်ဆိုရင်လည်းရှင်းလို့ရပါတယ်နော်သို့တော့မရှင်းတော့ပါဘူးနော်အဲ့ဒီမှာနတ်ပြည်ကနတ်ယထာ6ဆင်းရဲ့အသီးသီးခေါ်တဲ့အတန်ကိုဥပဒကဒကာကြီးကကြားတော့စိတ်ကအဲ့ဒီကိုရောက်သွားတာဟိုမှာရွတ်နေတာကို तू မကြားဘူးမကြားတော့ဟာနတ်သားတို့သင်တို့ပြောတာတွေကသိပြီးတော့ဆူလွန်းတယ်ဒါကြောင့်ငါကအခုမှတရားနာနေတုန်းရှိသေးတယ်ခဏလောက်စောင့်ပါအောင်ခဏလောက်စောင့်ပါအောင်လို့အဲ့လိုပြောတာစိတ်ထဲမှာပြောတာကပါဇက်ကတကယ်ထွက်နေတယ်
ထွက်နေတော့ယဟန်တော်တွေကသူတို့ကိုခဏလောက်စောင့်မအောင်လို့ပြောတာလို့ထင်တာဟုတ်လားထင်တော့သားသမီးတွေကလည်းဘေးကဝိုင်းပြီးတော့ဩငါတို့အဖေကြီးတစ်သလုံးတရားနဲ့ပြောလာတာတေဂာနိကြမှာတရားနာတာကိုခဏလောက်စောင့်မအောင်မနာခြင်းဘူးဆိုတော့အလားအလာသိမကောင်းဘူးလို့အဲ့ဒါလိုထင်တာဗျာထင်တော့ငိုကြရောအဲ့ဒီကြတော့မှဟုတ်လားငါတို့အဖေကြီးကတရားကိုဒီချိန်ကျမှပြည့်ရလေခြင်းဆိုငိုကြတာဝမ်းနေတော့အဲ့ဒါလိုအဖေကြီးကလည်းပြောသမီးတွေကသားတွေကလည်းငိုတော့ယဟန်တွေကဂိုင်းဒီအချိန်ကတော့တို့ဒီနားနေရမယ့်အချိန်မဟုတ်တော့ဘူးငိုကုန်ကြပြီအဲ့ဒါအိမ်နေရပြန်ကြွသွားရောအဲ့ဒါလိုယဟန်တော်တွေလည်းပြန်ကြွသွားသားသမီးတွေကငိုခဏနေတော့ဒကာကြီးကတတိရတယ်လို့ဖြစ်လာတော့ဟာယဟန်တော်တွေပဲကြွသွားတော့ဩအဖေပြန်ကြွသွားပြီအဖေပဲနေအောင်လို့ပြောတာကိုဒါကြောင့်မရွတ်တော့ဘူးပြန်သွားပြီဟာငါကသူတို့ကိုနေအောင်လို့ပြောတာမဟုတ်ဘူးဒါမြင့်ဘာပြောတာတော့ဟိုမှာနတ်တွေကငါ့ကိုခေါ်နေတယ်နော်နတ်တွေကငါ့ကိုခေါ်နေတယ်အဖေကလည်းကျွတ်တို့မမြင်ရပါဘူးတဲ့သားသမီးတွေရဲ့မျက်လုံးနဲ့မမြင်ရဘူးဒကာကြီးရဲ့မျက်လုံးနဲ့ကတော့မြင်ရတယ်မြင်ရတော့ဒကာကြီးကဒါကဒီလိုဆန်းကျင်တာဆိုတော့ तू သိတယ်သောတာပန်ကြီးပဲသိတာပေါ့ဟုတ်လားအဲ့တော့သားသမီးတွေကိုယုံမတန်တရားကင်းအောင်လို့မင်းတို့အဖေအတွက်ကုန်းထားတဲ့ပန်းကုန်းရှိလားဟာအဖေရှိပါတယ်အဲ့လိုယူခဲ့ဆိုပြီးတော့ယူခိုင်းတယ်ယူခိုင်းပြီးတော့ကိုင်းနတ်ပြည်ထဲမှာဘယ်နတ်ပြည်ကောင်းတယ်လို့မင်းတို့ကြားဘူးလေတုတိတာနတ်ပြည်ဟာကောင်းတယ်လို့ကြားဘူးလေဘုရားလုံးတော်ကြီးတွေဟာအဲ့ဒီမှာနေတာတုတိတာနတ်ပြည်မှာအနေများတယ်နော်အဲ့ဒါနဲ့အဲ့ဒါလို့ဆိုမင်းတို့အဋိဌံပြီးတော့မြှောက်လိုက်တုတိတာနတ်ပြည်ကနတ်ယထာကိုချိတ်စီတည်းလို့မင်းတို့မြှောက်လိုက်တာအဲ့ဒါယထာဥမှာသွားပြီးတော့တွေ့ရဆဲတယ်ချိတ်နေတယ်ပန်းကုန်းလေးကိုမြင်ရတဲ့နတ်ယထာကိုမမြင်ရဘူးအဲ့ဒီကြတော့မှရင်ဘတ်ကိုလက်နဲ့အုပ်ပြီးတော့ရင်သက်ရှုမောဆိုတာအဲ့ဒါပဲသားသမီးတွေအံ့ဩတယ်ကုသိုလ်ကောင်းမှုတို့ရဲ့အစွမ်းအံ့ဩစရာကောင်းတယ်လို့လောကကြီးရဲ့နဲ့နဲကျေပြတ်မှုကလည်းအံ့ဩစရာကြီးပဲဟုတ်လားအံ့ဩစရာနော်အဲ့ဒီကြတော့မှဖေကြီးကိုတို့ဖေကြီးကနင်းနေရမဟုတ်ဘူးအဲ့ဒီမှာဖေကြီးကလည်းသုတိတိကြပြီးတော့အဲ့ဒီနေရထားပေါ်တက်လိုက်သွားတယ်လို့ဆိုတယ်ဦးဇင်းတို့ဒါနဲ့ပတ်သက်ပြီးတော့ဓမ္မဒုလစာအုပ်ထဲမှာဆရာကြီးဦးထေးလိုင်ရေးထားတာရှိပါတယ်ခေါ်တော်ရွာကဒကာကြီးဘိုးအောင်ကျော်ဆိုတာရှိတယ်နော်ခေါ်တော်ဆိုတာဦးဇင်းတို့ရွှေဘိုနဲ့မနီမဝေးတရားဒီမြကမ်းဘေးမှာနဲ့တူပါရဲ့နော်အဲ့ဒီမှာလည်းပဲအဲ့ဒီဒကာကြီးကဥပဒကာကြီးတစ်စိတ်ကြီးရွာကဥပဒကာကြီးနော်နှစ်ယောက်တောင်ခေါ်တော်ရွာကဒကာကြီးဦးအောင်ကျော်ကမဟာစီစတော်ကြီးကဟောတာဗျနော်အဲ့ဒါသူကဦးဇင်းတို့အင်္ဂလိပ်ခေတ်ကအဲ့ဒါလိုပဲအဲ့ဒီဒကာကြီးတွေကလည်းဘုရားတရားကိုအင်မတန်ကြီးညိုတာအသက်ကြီးလာတော့ဗုဒ္ဓနုတ္တိနဲ့ပဲအမြဲနေတာအဲ့ဒီသစ္စိရွာကဒကာကြီးကအမြဲတမ်းလက်အုပ်ချီသွားတယ်နေရာရောက်လာပြီဆိုလို့ရှိရင်လက်အုပ်ချီပြီးတော့ဘုရားကြွလာတယ်ဖယ်ကြပါသူကသူ့အာယုန်ထဲမှာဘုရားအမြဲတမ်းရှိတယ်နောက်တော့သူကလေယာကိစ္စတွေနဲ့အမှုဖြစ်ပြီးတော့ဟိုအင်္ဂလိပ်အရေးပိုင်နေစီကိုသူယုံတက်ရတယ်သွားရတာအမှုရှင်းရတာပေါ့နော်အဲ့ဒီမှာအဲ့ဒီအင်္ဂလိပ်အရေးပိုင်ကိုအိမ်မက်ရတယ်ဗျာနော်အိမ်မက်ရတယ်ဒီဒကာကြီးမလာခင်ကစဘုရားကြွလာတာတွေအဲ့ဒီဒကာကြီးရဲ့ပုံလေးအိမ်မက်ကြုံမဲ့တယ်နောက်နေ့တော့အဲ့ဒီပုံစံတိုင်းရောက်လာအဲ့ဒါနဲ့အဲ့ဒီဒကာကြီးကိုလုံးဝကြည်ညိုလေးစားပြီးတော့နေရာတွေဘာတွေကထပ်ပေးပြီးတော့တော်တော်ထူးထူးဆန်းဆန်းဖြစ်ပျက်ခဲ့ဘူးတဲ့အဖြစ်ပျက်ရှိတယ်အဲ့ဒီဒကာကြီးတွေတေဂာနီးမှာလဲအဲ့ဒါလိုပတိကုန်းကိုပြစ်တင်လို့နတ်ပြည်ကနတ်ယထာကိုချိတ်တယ်လို့မှတ်တမ်းတင်ထားတာရှိတယ်တဲ့ဒါလေးတွေလိလာစရာလေးတွေပေါ့ဟုတ်လားအဲ့ဒါဦးဇင်းတို့ပြောချင်တာကဘာလဲကုသိုလ်ကောင်းမှုကိုမမေ့တဲ့ပုဂ္ဂိုလ်များဟာမေ့နောင်တမရပါပဲနဲ့တွေးမိတိုင်းပီတိဖြစ်ရတယ်အခက်အခဲတွေဟာသူတို့ဘဝမှာပြဿနာအနေနဲ့မရှိပါဘူးအကုန်လုံးဟာရှင်းလင်းတယ်သူတို့ကိုယ်တိုင်သူတို့ရှင်းလင်းခဲ့တာကိုဟုတ်လားဒါကြောင့်မေ့နောင်တမရရအောင်ကုသိုလ်ကောင်းမှုတွေတအားသမျှပြုဖို့မလိုဘူးလားလိုတယ်အဲ့ဒါလိုမျိုးမပြုဘူးဆိုရင်တော့ပေသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ရဲ့ဘဝမှာမေ့နောင်တတွေကတစ်ချိန်ချိန်မှာနှိမ့်ဆက်ဖို့အလားအလာမရှိဘူးလားရှိတယ်ဗျဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ခေါင်းထဲပေါ်လာတာလေးလေဒီစတော်ဘုရားကြီးရေးခဲ့တဲ့မေတ္တာစာတွေအများကြီးရှိတယ်နော်ဦးဇင်းတို့အခုနောက်ပိုင်းမှာဂံဗီရကဗျာကျမ်းဆိုပြီးတော့စာအုပ်တွေထုတ်ထားတာရှိပါတယ်အဲ့ဒီထဲမှာစတော်ဘုရားကြီးရေးတာကတော်တော်လည်းပဲတန်ဝေခရစရာကောင်းတယ်လူအများစုနဲ့လည်းပဲထင်ဟပ်မိတယ်လို့ထင်တယ်စတော်ဘုရားကြီးကဘယ်လိုရေးတုံဆိုတော့လူအများစုရဲ့တေဂာနီးမှာမိနောင်နာတွေနဲ့ပူလောင်ရပုံကလေးကိုရေးထားတာဗျဟုတ်လားမရဏသန္တတေဂာနီးကာလတွင်ဒါနကလည်းမပြောင်းသီလကလည်းအကြောင်းဘာဝနာကလည်းအယောင်ဆောင်ရေးလဲရေးတတ်တယ်ဗျာတက္ကကြီးကနော်တက္ကကြီးရဟုတ်လား
မရဏသန္နတေဂာနိကာလတွင်တေဂာနိရောက်ပြီဆိုတော့သူရှိတဲ့ဒါနကလည်းမပြောင်းဘူးတဲ့ဟုတ်လားပြောင်းပြောင်းမရှိဘူးတဲ့တီလကလည်းအကြောင်းတဲ့ဘာဝနာကလည်းအယောင်ဆောင်တဲ့ဟုတ်လားမရဏသန္နတေဂာနိကာလတွင်ဒါနကလည်းမပြောင်းတီလကလည်းအကြောင်းဘာဝနာကလည်းအယောင်ဆောင်ခတ်ချောင်းချောင်းမှတ်တယ်မဲ့တောအောင်သာနေခဲ့၍တေတော့မဲ့အခိုက်ဇောငါးတန်အဆိုင်နဲ့အရှိုက်တို့ထိကာမနော်ခတ်ချောင်းချောင်းမှတ်တယ်မဲ့တေတော့မဲ့အခိုက်ဇောငါးတန်အဆိုင်အရှိုက်တို့ထိကာမရည်ရီရောင်တောင်နေအောင်ပကမွေးမိဖားခဲ့သူသွားရမယ်ရေခင်းတွေ့ရမယ်အရေးတွေနဲ့ပပင်းမှာတွေ့မိမှာတတိကြီးရကြ၍ဒါနကိုပြန်၍ရှုတော်လဲအဲ့ဒီကြတော့တော်တော်ကိုအရေးကြီးပြီပေါ့နော်တေတော့မဲ့အခိုက်ဇောငါးတာအရှိုက်တို့ထိကမှာပိတဲ့အရှိုက်ထိတယ်ဆိုတော့ထိဘူးလားနော်တစုံတစ်ခုကကိုယ့်အရှိုက်ကိုထိုးတာကိုခံစားဘူးလားအသက်တောင်မရှူနိုင်ဘူးအောင့်သွားတာတခါတည်းဟုတ်လားအေးတေဂာနိအခါကိုတင်စားပြောတာနော်မရဏတန္တဇောတွေစိုက်လာပြီအရှိုက်ထိလာပြီတကယ်အရေးကြုံလာပြီဆိုတော့နေရောင်ပကမွေးမိဖားခဲ့သူတယ်မွေကဖားကိုမြို့တယ်ခြေတော်လေးကစပြီးတော့မြို့တယ်ဟိုဖားကမသေးသေးဘူးပါဇက်ကဟပ်ပက်နဲ့ဟုတ်လားတိုက်တော့နောက်ကကြိုက်ထားတဲ့ဟာကြောင့်ရှေ့ကနားတွေပါးတွေကရောင်းနေပြီဟုတ်လားမွေမိဖားမြင်တယ်နော်မျက်စိတဲ့ကိုအဲ့လိုပဲကိုယ့်ကိုသေမင်းကစပြီးတော့မျိုးစားပြုတ်ပြီပေါ့နော်မျိုးစားပြုတ်ပြီးသေအံ့ဇဲပေါ့ဟုတ်လားရည်ရီရောင်တောင်နေရောင်ပကမွေမိဖားခဲ့သူအဲ့ဒါလိုအရေးခင်းနေနဲ့တွေ့လာပြီဆိုတော့ကိုယ့်ရဲ့ဒါနကိုပြန်ပြီးတော့စဉ်းစားတယ်တဲ့ပြုဘူးဒီဒါနကကာလနဲ့ခတ်ရောလောကနဲ့ခတ်ရှက်ထွေးရှက်လူလဲအစဉ်ကျဲနေကြ၍စိတ်ထဲမှာမကြည်လားလှုပ်ထားတဲ့ဒါနလေးတွေကဘလို့ဒါနဖြစ်နေလို့ဆိုလောကနဲ့ခတ်ဖက်ဟုတ်လားဂုံပကသနာတွေမမောပြီးတော့လှုပ်ခဲ့တာတွေရှိတယ်မကောင်းတဲ့လို့လှုပ်တာရှိတယ်စိတ်စေတနာမပါဘဲနဲ့လှုပ်တာတွေရှိတယ်အမျိုးမျိုးပေါ့ဗျာဟုတ်လားပြုဘူးဒီဒါနကကာလနဲ့ခတ်ရောလောကနဲ့ခတ်ဖက်ထွေးရှက်လူလဲအစဉ်ကျဲနေကြ၍စိတ်ထဲမှာမကြည်လားစိတ်ကိုကြည်အောင်ပီတိဖြစ်အောင်လုပ်မပေးနိုင်တဲ့ဒါနမျိုးပေါ့နော်စိတ်ထဲမှာမကြည်လားသီလကိုရှာပြန်သောလောကရန်ခုခေတ်ကလူအဖြစ်ကြက်လာ၍တတ္တမြဝစီကအနင်သားဖန်နိုင်မှတော်တန်ယုံရှိကြတယ်သီလကြည့်လိုက်ပြန်တော့လဲမလွယ်ပါဘူးကွာဒီခေတ်ကဥသားမပါလင်္ကာမချောသီလကလေးထိုက်တဲ့လောက်ပြက်အောင်လုပ်မှစီးပွားရေးကလည်းဖြစ်တာဆိုပြီးတော့ကိုယ်သီလကြည့်ပြန်တော့လဲအာရတရားမရှိဘူးတဲ့ဟုတ်ရလားဆရာကြီးရေးတတ်တယ်နော်အေးသမထမနောဝိပဿနာဇောများမှာတော့ပကောတိအသင်္ချာတတလုံးစင်ကွာ၍ထင်စရာဝေးလေစွာတဲ့ဟောပြောတာကတော့မညာမတာပဲနော်သမထမနောဝိပဿနာဇောများမှာတော့ပကောတိအသင်္ချာတတလုံးစင်ကွာ၍ထင်စရာဝေးလေစွာတဲ့သမထတွေဝိပဿနာတွေနဲ့ကအဝေးကြီးဝေးခဲ့တာနော်ပကောတိအသင်္ချာပကောတိဆိုတာကဏ္ဍသင်္ချာအသုံးအနှုန်းတစ်ခုပါပဲဟုတ်လားအသင်္ချေရတို့အနန္တတို့ဆိုကြားဘူးတယ်မို့လားအများကြီးပေါ့နော်ဆိုလိုတာကဟုတ်လားပကောတိအသင်္ချာတတလုံးစင်ကွာ၍ထင်စရာဝေးလေးစွာလို့ဆိုလိုကြီးကအဲ့လိုပြောတာအဲ့တော့တေဂာနိကာလမှာတွေ့ရမယ့်အရေးခင်းတွေကိုပြည်လေစေတာဟာဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေပဲရှိတာမို့လားအေးအကယ်၍အဲ့ဒါတွေကမိမိတို့မှာအားနေခဲ့မယ်ဆိုရင်တော့တေဂာနိမှာမိနောင်တဆိုတာတွေရတတ်တယ်ဟုတ်ရဲ့လားတခါကြီးများအဲ့တော့ဦးဇင်းတို့ဏိကုံးကျုပ်အနေနဲ့ဗာပြောခြင်းလဲဆိုတော့သာသနာနဲ့တွေ့တဲ့အခါမှာဘာအရေးကြီးဆုံးလဲဘာကိုမမေ့ဖို့အရေးကြီးဆုံးလဲဆိုလို့ရှိဝိပဿနာဘာဝနာတရားကိုမမေ့ဖို့အရေးကြီးဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့သူကအဖိုးအတန်ဆုံးဖြစ်လို့ဟုတ်လားတခါကြီးများသူကအဖိုးအတန်ဆုံးသောအရာကိုမကောက်ယူမိတာလေအကြီးကျယ်ဆုံးသောဆုံးရှုံးမှုလို့ပြောလို့မရဘူးလားရတယ်ဗျာအဲ့ဒီကြရင်လာမှာနော်တေချာပေါက်လာမှာနော်ငါအသိဉာဏ်ဓူးတွေရအောင်လုံနိုင်ခွင့်ရှိပါလေခင်နဲ့အသိဉာဏ်ဓူးတွေရအောင်ငါမလုပ်ခဲ့မိဘူးဟုတ်လားအဲ့ဒီတုန်းကငါဘယ်လိုမြင်တွေးလိုက်ပါလဲစဉ်းစားမှာနော်အဲ့ဒီအချိန်ကြတော့ကျိုးပြီးတော့အဲ့ဒီအချိန်ကြတော့ဖြစ်မဲ့တွေးလုံးတွေကိုအခုတည်းကစကျိုးပြီးတော့စဉ်းစားတဲ့တယ်လို့ထင်တယ်ဟင်ဒီကမာကြီးများဟုတ်လားအဲ့ဒီအချိန်ကြတော့စဉ်းစားပါလိမ့်မယ်ငါအဲ့ဒီတုန်းကဘာတွေကိုတန်ဖိုးထားခဲ့ပါလိမ့်ဘာတွေများငါအရေးကြီးခဲ့ပါလိမ့်ဘာတွေကိုဦးစားပေးပြီးတော့ငါလုပ်ခဲ့မိပါလိမ့်အခုကြည်စမ်းငါအဲ့ဒီတုန်းကဦးစားပေးခဲ့တာတွေငါအဲ့ဒီတုန်းကအရေးကြီးခဲ့တာတွေငါအဲ့ဒီတုန်းကတန်ဖိုးထားခဲ့တာတွေကတကယ်တမ်းကတော့ငါ့ကိုဘာမှလည်းပဲမ
မကြည့်တော့ပါလားတကယ်လည်းတန်ဖိုးမရှိတော့ပါဘူးအဲ့ဒီချိန်ကြတော့ဟုတ်လားအရေးလည်းမကြီးတော့ပါဘူးနော်တခါကြီးကမိုင်းမြဒါကြောင့်တကယ်အရေးကြီးတာကဘာတကယ်တန်ဖိုးရှိတာကဘာဆိုတာကိုကွဲကွဲပြားပြားနားလည်ဖို့အလွန်လိုတယ်လို့ထင်တာပဲဟုတ်လားအဲ့ဒါကိုနားလည်မှတန်ဖိုးရှိတာကိုရွေးပြီးတော့ယူနိုင်မှာနော်တန်ဖိုးရှိတာကိုရဖို့အတွက်ပထမခြေလှမ်းအနေနဲ့ဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုကွဲကွဲပြားပြားအရင်နားလည်ဖို့မလိုဘူးလားလိုတယ်ဆိုကြပါစို့ဗျာဟိုဗရမ ्या ကြောက်လေးနှလုံးအနီတော့အနီပဲအနီချင်းတူတယ်ဆိုကြပါစို့ဟုတ်လားဟိုဘက်ကချက်ကြောက်ကြီးဒီဘက်ကဗရမ ्या အစ်စ်ဟုတ်လားကဲရွေးသန်းกว่าဆိုရင်ဗရမ ्या အစ်စ်ကိုရွေးမိဖို့အရေးကြီးတယ်အဲ့ဒီဗရမ ्या အစ်စ်ကိုရွေးမိဖို့ဆိုတဲ့နေရာမှာဘယ်ဟာကဗရမ ्या အစ်စ်လဲဘယ်ဟာကချက်ကြောက်လဲလို့အရင်သိပြီးမှရွေးလို့ရဘယ်ဟာကအစ်စ်လဲဆိုတာကိုအရင်မသိသေးသမျှအဲ့ဒီအစ်စ်ရဖို့အလားလားမရှိဘူးအဲ့တော့အရင်သိဖို့အရေးမကြီးဘူးလားဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားဟောတာပေါ့ဗျအတာရိတာရမတိနောတာရိသာတာရဓတ္တိနာတေတာရနာတိကိစ္ဆန္တိမိစ္ဆာသင်္ကပ္ပခောစရာအနှစ်ရှိတာအနှစ်မရှိတာကိုခွဲမသိတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်နဲ့လွဲကြတယ်တဲ့ကဲဒီကမကြီးများအနှစ်ရှိတာမရှိတာမှခွဲမသိဘူးဆိုမှတော့အနှစ်ကိုရဖို့အဝေးကြီးလိုသေးတယ်ဟုတ်လားအေးအနှစ်ရှိတာအနှစ်မရှိတာကိုခွဲပြီးတော့သိပြီဆိုတော့မှအနှစ်ကိုရတာဟုတ်ရဲ့လားဒါကြောင့်ဘဝမှာတကယ်အရေးကြီးတာကဘာတကယ်တန်ဖိုးရှိတာကဘာဟုတ်လားတကယ်အဓိကကြတာကဘာဆိုတာကိုကြိုတင်တင်သိထားဖို့အရေးကြီးတယ်နော်သိထားမှအရေးကြီးတာတွေတန်ဖိုးရှိတာတွေအဓိကကြတာတွေကိုကြိုတင်ပြီးတော့လှုပ်ထားနိုင်မှာဟုတ်လားအေးဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မဖြစ်မနေတွေ့ကြရမယ်ရင်ဆိုင်ကြရမယ်ဖြတ်တန်းကြရမယ်ဖြည့်ရှင်းကြရမယ်ဒီပြဿနာဒီအရေးခင်းဟုတ်ရဲ့လားပြည်လေစီဖို့အတွက်တနည်းအားဖြင့်မေ့နောင်ဓာတ်တွေနဲ့နောက်တစ်ချိန်မှာမပူရဖို့အတွက်ဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေပြည့်စုံဖို့မလိုဘူးလားလိုပါတယ်ဟုတ်လားအေးအဲ့ဒါဦးဇင်းတို့ပြောလိုက်တဲ့မေ့နောင်ဓာတ်ဟုတ်လားတရားကိုပြန်ပြီးတော့အနှစ်ချုပ်ကြစို့နော်တခါကြီးမိုင်းများအေးဘာတွေလဲဦးဇင်းပြောလိုက်တာပထမဆုံးပြောလိုက်တာကနောင်ဓာတ်10မျိုးဇနတန္တမင်းကြီးဘုရားလောင်းကြီးပြောခဲ့တဲ့နောင်ဓာတ်10မျိုးဟုတ်လားပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားဓမ္မပဒပါဠိတော်မှာဟောတဲ့ပါဠိတော်ကိုအမိပြုပြီးတော့ပြောလိုက်တာကမိုင်းနောင်ဓာတ်နဲ့မေးနောင်ဓာတ်မကောင်းတာတွေကိုလုံမိလို့ရတဲ့နောင်ဓာတ်ကမိုင်းနောင်ဓာတ်ကောင်းတာတွေကိုမလုံမိလို့ရတဲ့နောင်ဓာတ်ကမေးနောင်ဓာတ်ဟုတ်လားဘယ်နောင်ဓာတ်မှကောင်းကျိုးမပေးပါဘူးလို့နားလည်ပြီးတော့ဟုတ်လားဘဝမှာနောင်တကင်းလို့နောင်တဝေးလို့အေးတဲ့လူတွေဖြစ်ရအောင်မကောင်းတာတွေကိုတတ်နိုင်သမျှရှောင်နိုင်ကြပါစေဟုတ်ရဲ့လားဒါသာသနာတော်ရဲ့အခြေခံအကြဆုံးအဆုံးမနော်မကောင်းတာတွေကိုတတ်နိုင်သမျှရှောင်နိုင်ကြပါစေကောင်းတာတွေကိုတတ်နိုင်သမျှဆောင်နိုင်ကြပါစေဒါဆိုရင်မိုက်လို့ရတဲ့နောင်တလည်းမဖြစ်ရတော့ဘူးမေ့လို့ရတဲ့နောင်တလည်းမဖြစ်ရတော့ဘူးနောင်တကင်းတဲ့လူသားနောင်တဝေးလို့အေးရတဲ့လူသားဖြစ်ပြီးတော့အကောင်းကြီးကောင်းပါလိမ့်မယ်အချမ်းသာကြီးချမ်းသာပါလိမ့်မယ်လို့ဦးဇင်းတို့ပြောရင်းနဲ့မေတ္တာပို့ရင်းဖြင့်တရားဝဲဓမ္မသဘင်ကိုဆုံးသတ်ကြရအောင်နော်ဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓနုဝဝေနတရာဒုက္ခိဝန္တုတိဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မနုဝဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗတံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒေတုမဂံတေတရားနာပိတပေါင်းတော်ကောင်းတို့ဇာတာအလုံးသောတတ္တဝအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နဲ့ကောင်းတဲ့ပေါင်းတို့ကလည်းပဲရက္ခဏ်တို့ကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းတဗ္ဗဗုဒ္ဓနုဘဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်းတဗ္ဗဓမ္မနုဘဝေနမေလီတံဖူလီတံနိဗ္ဗာန်တည်တည်ဆိုသောဆေရတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘော်တော်တို့ကြောင့်၎င်း
သဗ္ဗတံဃာနုဘာဝေနမေဃထံ၄ယောက်ပရဒံ၄ယောက်စွာသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာသီလကိုသမာဓိကိုပညာကိုတို့နှင့်ပြည့်စုံတော်မူရတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေသောအာနုဘောတော်တို့ရောက်၎င်းတရားနေရောညပါဘေကမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း